1980 နှစ်လူတော်ကောဇာတက္ကရာ1388ခုနှစ်ပထမဝါဆိုလပြည့်ကျော်တရက်နေ့30ရက်6လ2026အင်္ဂါနေ့ကောင်းရသောညချမ်းချိန်ခါကာလသမယရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်ငရကြီးဘုရားလမ်းမဟာပညာဗလကျောင်းတိုင်ဆရာတော်ဘုရားကြီးဗတ္တလပညာဗလလွန်တော်မူခြင်း9နှစ်ပြည့်အထိမ်းအမှတ်ကုသိုလ်ဝတ်ဖြစ်ဖြစ်စေရင်ကျင့်ပါအပ်သည်စရဒအကျင့်မြောက်ဘောဂဝိပဿနာခုနှစ်တလူပိတရားစခန်းကြီးရဲ့ဒုတိယညညချမ်းကာလဓမ္မသဘင်ပွဲမှာဥဇင်းတော်နဲ့မတရားဓမ္မဒါနဓမ္မလက်ဆောင်အဖြစ်ရလည်းဖြန့်ချီဝေငါကိုရည်ထားတဲ့တဲ့တော်က4-5တရားတော်မတရားတယ်လေပြန်ပြောမတရားလေ4-5တရားတော်ဒီတဲ့ဒေသနာတော်မှာဟောကြားကြသိပြီမနာကြသိပြီမှာဓမ္မပါရှင်ဖြစ်တော်မူသောလောကတွင်တပ္ပညုရသောရရှိကိုရောမြေကြီးနှင့်တကွာအနန္တောနန္ဒာငါးပါးတို့၏ကျေးဇူးတော်အနန္တကိုရောနန္ဒတွေကိုအာယမယီမလို့စေစွာရှိခိုးပူဇော်ကတော့ကြရအောင်ဥဇင်ကလည်းငါသမမြောက်ရှိကတိတစ်ခါတိုင်းပြီပဲနဂတိတစ်ခါညီညာဖြတ်ပြရစ်စုပြီးတော့ရှိခိုးပူဇော်ကတော့ကြရအောင်ဗုဒ္ဓဂုဏ်တော်မောင်္ဂမြောပူဇော်ပါ၏ဘုရား
ဘေဘေရောမြတ်တတ္တတိရိယပေါ်များဖြင့်တတ္တမလည်းကိုစတင်ပြီးတော့နာယူကြည်ညိုနိုင်ကြပါပြီ၄၁၅တရားတော်ပြန်ပြောပါဘာတရားလဲခြေကနံပြီးတာပေါ့ဘုနော်ဒီတရားဘယ်မှာစဟောလဲဆိုတော့လွန်ခဲ့တဲ့3လပိုင်း28ရက်နေ့ကတတိပင်္ဂလာကြီးရဲ့ဟိုးညောင်ဦးမြို့ညတရားဝကြီး3ညကျင်းပါတော့ဒုတိယညမှာဒါဘုန်းတော်ကဒီတရားလေးဟောတယ်အဲ့တော့သုတ္တကမလဲဆိုတော့အင်္ဂုတ္တရဏိနဝကနိဗ္ဗာန်ပါနော်အာနန္ဒပစ္စတိယသောဆိုတဲ့သုတ်ကလေးတစ်သုတ်ရှိတယ်ဘိုးဒီဇံပီလေးလာဖတ်ရှုရတဲ့ဒီသုတ်လေးသွားတွေ့တော်ရတော့တလေးကောင်းလိုက်တာကြီးညိုစရာကောင်းလိုက်တာမှတ်သားစရာကောင်းလိုက်တာလို့တော့ဒီတော့တလေးကဟောမယ်ဆိုပြီးတော့တော့တလေးကိုရွတ်ထုတ်ပြီးတော့ကြည့်ရတော့ကြည့်လိုက်တော့တရားကောင်းတယ်ဘယ်လိုပေးမလဲလို့ဒီလိုယူရတာအန္တန္တပစ္စရိယရှိရှိဆရာတော်ကြီးတွေဆိုလို့ရှိဒီတိုင်း3ညတယ်နော်အဲ့တော့ဆိုကြပါစို့ဓမ္မစကြာဝိုင်းလည်းပဲတော့ဓမ္မစကြာ3နော်ဒီလို3ညတတိပဌာနာတော်ဝိုင်းလည်းပဲမဟာတတိပဌာနာ3တော့ဒီလို3ညအဲ့တော့3တော့လူတွေကဘုံသက်ပြီဘာဖြစ်တော့သုတ်တန်တစ်ခုလုံးကိုခြုံငုံပြီးတော့ကြည့်လိုက်တော့အဲ့ဒီမှာဘာသတ်တွေလဲဆိုတော့ရှင်းတော့ကပရိသတ်4မျိုးအဲ့ဒီပရိသတ်4မျိုးမှာနော်တော့ဘေကုပရိသတ်ဒီနဲ့တွေ့ပြီဆိုလို့မိဂုံးလေးတွေပေးတယ်နောက်တစ်ခါဘေကုဏီပရိသတ်နဲ့တွေ့ရင်မိဂုံးလေးတွေပေးတယ်အဲ့ဒီတွေ့ပြီဆိုလို့ရှိရင်4မျိုးရှိတယ်ဘေကုဏီယမတွေဆိုလို့1မျိုးပေးတယ်ဥပဒကဒကာဒကာမတွေဆိုလို့ရှိမိဂုံး5ခုအရှင်အနန္ဒပေးတယ်တဲ့အဲ့တော့ဘုံကကောင်းစင်လေးရွေးလိုက်တယ်4 1 5ပြောပါတရားလေ4 1 5ပါအဲ့ဒါကိုကတော့ကိုတရားကိုဟောတာပဲနော်အဲ့တော့ရက်ွက်တဲ့ကဒကာဒကာမတွေဟောတာက28ရက်လေးဆိုတော့လာလဲကိုချက်ခွက်ရလဲရောက်အဲ့ဒီကနေ့ယူပြီးတော့ထိုးကြတယ်ဗျာတော့သူတို့ပဲတော့တိုက်ဆိုင်လာလားကံမင်းကောင်းလာတော့မသိဘူးထွက်တော့9တက်လေးဆိုပြီးတော့ထွက်တယ်ဟုတ်လားကိုလည်းပဲသွားတော့မလုံးနဲ့ပေါ့ဗျာနော်လည်းချက်ဖို့မှာမလားတဘုံကဘုရားတရားဟောတာနော်မလျှောက်မလောက်ကြနော်လားအဲ့ပြန်ပြောပါဦးမတရားအေးတင်ကတဲ့တော့တို့မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးရှိတဲ့ခါလုံးကမြတ်စွာဘုရားကပရိသတ်ကို4မျိုးခွဲပြတယ်ပရိသတ်ဘယ်နှမျိုးခွဲပြလဲ4မျိုးပါနံပါတ်1ကဘိက္ခုပရိသတ်တဲ့နော်မြန်မာလိုပြောရင်တော့ယဟန်ပရိသတ်လို့ဒီလိုပြောတာနံပါတ်1ကဘာပရိသတ်ယဟန်ပရိသတ်တဲ့နော်ရှိတော့ကရှင်အာနန္ဒာရှင်မောဂလလက်ရှင်သာရိပုတ္တရာစရှိတဲ့မထေရမြတ်တွေရန်တော်တွေမရှိဘူးလားအဲ့ဒါကိုဘိက္ခုပရိသတ်တဲ့မြန်မာလိုပြောတော့ယဟန်ပရိသတ်လို့ဒီလိုပြောတာနောက်တစ်ခါနံပါတ်2ကဘိက္ခုနီပရိသတ်ရောဘာပရိသတ်လဲဘိက္ခုပရိသတ်ရဲ့ဘိက္ခုနီပရိသတ်ရဲ့ဘိက္ခုနီဆိုတာကယဟန်မာတွေပြောတာရှိတော့ကယဟန်တွေရှိသလိုယဟန်မာတွေလည်းရှိတယ်နောက်အခုခေတ်ကျတော့သီလရှင်ဖြစ်သီလရှင်ဒီယဟန်မာမဟုတ်ပါဘူးယဟန်မာဆိုတာကမပြီးတော့ဂေါရမီနော်ဥစ္စာဟုတ်ပြီးတော့အခွင့်အရေးတောင်းဆိုခဲ့လို့ရှင်တော်ဘုရားကခွင့်ပြုခဲ့တယ်တော်တော်လည်းလွန်ခဲ့သောနှစ်ပေါင်းဘေကုဏီသာသနာလွန်ခဲ့သောနှစ်ပေါင်း2000ကျော်ကကွယ်သွားပြီ။ဘယ်လောက်ထိတည်ခဲ့လဲလို့မေးရင်သာသနာအနှစ်900တည်ခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာဘေကုဏီမျိုးဆက်တွေပြတ်သွားတာ။တော်တော်လည်းအခုခေတ်မှာကျဟိုတီဟိုတို့တော့တချို့လာအိုတို့တချို့ထိုင်းတို့မှာဘေကုဏီဂိုင်းဆိုပြီးတော့နောက်ထောင်နေကြတာလည်းရှိသေးတယ်။ဟုတ်ပြီနော်။တော်တော်လည်းပဲကမ္ဘာလောကကြီးကတော့ဒါဘုရားတို့ထေရဝါဒကတော့တိမှတ်ပြထားတာမျိုးမရှိပါဘူး။အဲ့တော့မြင်လွယ်အောင်ပြောရင်တော့အခုကိစ္စသီလရှင်ပရိသတ်ပေါ့ဟုတ်ပြီနော်ကဲပရိသတ်နှမျိုးရပြီဘိက္ခုပရိသတ်ရဲ့ဘိက္ခုနီပရိသတ်ရဲ့ကြောဘိက္ခုပရိသတ်ရဲ့ဘိက္ခုနီပရိသတ်ဒီမှာလိုပြောတော့ယဟန်ပရိသတ်ရဲ့ယဟန်မပရိသတ်ရဲ့ဘယ်နှမျိုးရမျိုးရနောက်တစ်ခါနံပါတ်3ကကျဥပတကတဲ့ဒါကြတော့ဒကာပရိသတ်ကိုပြောတာအမျိုးသားကြီးပြောနောက်တစ်ခါနံပါတ်4ကျတော့ဥပတိကဥပတိကဆိုတာကတော့ပရိသတ်ရဲ့တော့အမျိုးသမီးပရိသတ်ကိုပြောတယ်ပေါ့အဲ့တော့ခွဲကျင်လိုက်တော့ယဟန်ပရိသတ်နဲ့လူပရိသတ်လို့ဒီလိုပြောတော့မယ်ပေါ့ဟုတ်ပြီနော်အဲ့ဒါကိုစာပေမှာမတန်းတင်ထားတဲ့ပရိသတ်၄မျိုးရှိပါတယ်ပရိသတ်ရဲ့ပရိသတ်ဘယ်နှမျိုး၄မျိုးပါနံပါတ်1ကယဟန်ပရိသတ်နံပါတ်2ကယဟန်ပရိသတ်နံပါတ်2ကယဟန်မပရိသတ်နံပါတ်2ကယ
Yama Brita, never don't know, Upataka, Taka Brita, the never leader of Takama Brita, or Paleta Brita from the music. Early Brita D, the song Yabi, Siwa Bijabi, Solution, the one that about the Yam Joseph, no such a or every time I say Ananda, the Yasavaya, a lower Jew. J. Ananda, a low Jew, Malo Jew, Shima, low Jew, and Shikaja, the Totomagi. I say Ananda letter Yao, my just on the Yaga, low Jew, near the cookie low Jew, no, secretary for no best member. The just of Yaji, Guruji, and Ni Abama. We are with us, Sunday, I will song you a bit. Say Ananda, no Bokum, Upataga, no low Jew, no never do your no, say Ananda Sulaga never break the Nene Babu, the Tuga Leve, no, maybe you mean Regani, send that Nade, the Handaba. Hello, thank you, Medari, Lema, Nuda, ye Badia, ye Kimila, ye Pagui, Ananda, ye Stewart, that we met at Chaushi. Any Chauza, the Nage. No, you made your melodies, the Kamgozi, the Kazan, the Yomonija. The bed of Yaponare, the Yani, a Titi Wujare, get to Yari, the Wudina, Maro Leve, thank you, Medari, Kamagodoma, Yoni, the Wui, the Leve. Nodoji, Kodama, Paya, Tatanama, Duleve, Yawajazo, Subida, Taki Wimena, Choya, Taviaine, no, Yawulaja. Every time I send you what I call Panaripo, what Alonjabula, Asian Jura, the Minju, Milume, to Lemina, no? Doba Boda, so the Shumayangani, the daughter, send you what a Monmania, which will be like that. Ever send you the wanted a Melody, no? A Yoda city at the Tuti, Pegoli Tana, Mapogi, do your basic thing is Chaya, Maya, too, no Senduro, Batia, Gimila, Pagura, Ananda. Eddie Lo, maybe you made the thing is Nayane, to Yahuanaja. The Bangla, the Taki woman that Chow Opina, Taki women, Sonaga, Emadama Manaji, the Emadama Sikanji. Hello, through your knowledge, the Gorama Paya, no Tandana Ditami, Sura, Shimbayan, the Tinta Jury, Bonari, the Setuji, no Tandana, Yandi, Wuja. At a very level woman domain, Subida, Breta, Taki women, Chaura, the word to Chivu Swane, Tadana, Bam, Yamana. Any time I say Anana Pala. I say Anana Blutuja, Ledo, yes, or very puppet of Konda Ulema. I say Ananda Paula, Papa Dabanushi, Konawishi, Abogaya, Sansuika, the Azulaga, I say Anana Gubiola. Abina, yes, obviously, the need, the yet, the chain, the local Yamaza. Abina, yes, obviously, the need, water, Tuja, and Matina Bambo, no, Azulaga, Santa Gubiola, Bozulaga, Body Gubiola, Sanzulaga, Santa Gubiola. Abo Kazuraga, Kaluta, Yamagubiola. No, San Shui Zuraga, Shuji, little Mubiola. No, San Shui Kazuraga, or Jingwanaja, Peter, this only Kantaka, Mingo, Yorepo, Edema, Yasura Party, Yasuraga, Yatora Gubiola. And of Yonaga, Papa, Pona Urema, Saint Anana, Matilema, Paula, Saint Anana, Litana, Yamla. Tadana Yonla, Tadana, Turu Gege, no, eat the tank, eat the tank, Yada. It is like a 2 June 10 year book of Yago, 2 June 10 year Alaya, a cocket of Yoyan, no, a Garabi beat a boy, a Grammy Suri beat a boy, no, 2 June 10 year book of Yago, beat a soup, Edago, eat the dead, like a call. No, such a Vazu, Yina Yamaz, Sindari Podera. Itamayavuna, the Goya Mazulu Jambulo, Sima Mogan, we need Amazon, Simpalipo, not the Kuzi Beja. To do that, Domia Tadanama, Yaboda Tadanama, Sin Anana Matigado, Eden, Namu Dayade, Preda, Eden, Namuya, Eden, Eden, Aja, and Butu Damiare, Niama, Sin Anandadi, Ajaja Doyani, a test of Yazo, Atalonzo, the Shidoyaga, never did Eden Villeta. Aja, and Butu Damian, so Eden Yaripo, Baduvali. Asiana, Joba Bazawale,
နောက်တစ်ခါနံပါတ်2ကတတိမန္တတတိမြဲတဲ့နေရာမှာရှင်အာနန္ဒာဒီအတာဆုံးအထက်ဆုံးပဲတဲ့ဗျာတတိမြဲဖို့ဆိုတာကလည်းယောဂီတို့စဉ်းစားကြည့်လွယ်ပါမလားအေးမလွယ်ဘူးဗျာတော့တတိမထားရင်စားရင်နဲ့တောင်မှသွားနဲ့ရှာနဲ့ခလုတ်တိုက်တာမရှိဘူးလားဒါကြောင့်ဗမာစကားပြောကြတာရှိတယ်လေလင်းနေမရရှာနဲ့သွားတဲ့မကြမကြမတိုက်ပြီလို့ဒီလိုပြောတာဟုတ်လားအဲ့တော့တတိဆိုတာကအမှန်တန်ရေးကြည့်တယ်အဲ့တော့တတိမန္တတတိခိုင်ရဲတဲ့တတိကောင်းတဲ့နေရာမှာတော့အရှင်အာနန္ဒာဒီအထက်ဆုံးအမြတ်ဆုံးအသာဆုံးပဲလို့နံပါတ်2ဣတဒမရဘူးလားဟောနံပါတ်3ကတော့တိတိမန္တတဲ့လုံးလဝီရိယရှိတဲ့နေရာမှာအသာဆုံးလို့ပြောတာဗျာနော်ပြင်းရှိညီးဝင်ပြီးတော့မနေဘူးပေါ့ဗျာနော်ဒီပါလေအရှင်အာနန္ဒာတဲ့ကြီးညိုစရာလေးတွေပြောပြတာနော်အဲ့တော့ဒါကြောင့်နံပါတ်3ဣတဒကတော့တိတိမန္တတဲ့လုံးလဝီရိယရှိတဲ့နေရာမှာရဟန်းတော်ထဲမှာတော့ရှင်အာနန္ဒာကအသာဆုံးအထက်ဆုံးအမြတ်ဆုံးပဲလို့ရှင်တော်ဘုရားကဧတတက်ပေးရတယ်ပေါ့ဘယ်နှမျိုးရတော့ဂျာမြတ်ဘုဒ္ဓတာများတဲ့တတိကောင်းတဲ့လုံးလဝီရိယရှိတယ်ပေါ့နောက်တစ်ခါနံပါတ်4ကဂတိမန္တာတဲ့အသိဉာဏ်ပညာရှိတဲ့နေရာမှာလေးပဲရှင်အာနန္ဒာကတော်ဆုံးအထက်ဆုံးပဲလို့ဘုရားကဒီလိုပြောအသိရှိတယ်ပေါ့ဗျာဟုတ်ပြီနော်နောက်တစ်ခါနံပါတ်5ကတော့ဥပ္ပထာကံတဲ့အလုတ်ကျွေးထဲမှာတော့ရှေ့ကရှင်အာနန္ဒာအရင်မြတ်စွာဘုရားကအလုတ်ကျွေးတွေပြုစုခဲ့တာရှိတယ်တော်တော်လည်းအလုတ်ကျွေးတွေကမမြဲဘူးနော်တော့သူတို့စိတ်တိုင်းညာရေးကြတာအဲ့တော့ဘဝလေးမိနေတယ်အဲ့ဒီအလုတ်ကျွေးဆိုလို့ဘလောက်တော့ဆိုးတယ်ဆိုတနေ့ဘုရားနဲ့တော့လမ်းတော့လမ်းကြွကြတာကြွကြတော့မြတ်စွာဘုရားကအနာဂတကဉာဏ်ရတော့အနာဂတ်ကြီးမြောက်ကောင်းတွေ့ကျင်တယ်ဆိုဒီလမ်းသာဆက်သွားရင်သဘောတဝတ်တွေနဲ့တွေ့မယ်တွေ့ရင်သင်္ကန်းတွေတပိတ်တွေလူရခံရမယ်ခန္ဓာကိုယ်လည်းရိုက်နေညှင်းစေခံရမယ်ဘုရားကဒါကိုသွားမြင်တာမြင်တော့အဲ့ဒီမှာရန်ကိုပြောတယ်ချက်သားတဲ့ငါတို့တပတ်လန်းကသွားကြစို့လို့ဒီလိုပြောတာရှင်မြတ်ဒီလန်းဒီခိဒီလိုပေါက်လာမှတော့အခြားလန်းကတော့မသွားနိုင်ဘူးဘုရားဒီလိုဒီလန်းကပဲသွားမယ်ဟောနော်ရှင်ရဲ့အန္တရာယ်ကိုကြိုပြီးတော့မမြင်တော့အလုတ်ကျွေးရဟန်းကဘုရားရဲ့စကားလက်မခံဘူးလက်မခံတော့ချက်သားရှင်းလမ်းမှာအန္တရာယ်တွေ့လိမ့်မယ်ဒီလမ်းကသွားကြဆိုတစ်ချိန်ပြောနှစ်ချိန်ပြောသုံးချိန်ပြောပြောလို့မရပြောလို့မရတဲ့အဲ့ဒီလုံကျွဲကဲကိုရောဘာသာကြွလူကကြွဗျာဆိုပြီးတော့လက်ထဲမှာကင်ထားတဲ့တပိတ်တွေသင်္ကန်းတွေမြေကြီးပေါ်ချထားခဲ့တာဟုတ်ပြီနော်အဲ့ဒီလိုအလုတ်ကျွေးမျိုးလည်းပဲရှိခဲ့တယ်ပေါ့အဲ့ဒီလိုအလုတ်ကျွေးတွေထဲမှာအခုနံပါတ်5ဧတတဲ့အရှင်အာနန္ဒာဥပ္ပထာကနဲ့အလုတ်ကျွေးထဲမှာတော့အမွေဆုံးအမြတ်ဆုံးအသာဆုံးပဲလို့ရှင်တော်ဘုရားကဧတတက်မပေးဘူးလားပေးပါဘူးအရှင်အာနန္ဒာဧတတက်ဘယ်နှမျိုးရ5မျိုးရတယ်တဲ့သာသနာမှာထူးထူးကဲကဲဧတတက်ရတယ်ဧတတက်5မျိုးရတယ်ယဟန်ဒီအရှင်အာနန္ဒာတစ်ပါးပဲရှိတယ်လို့ပြောပါဗျာဟုတ်ပြီနော်ကဲပေါင်းလိုက်တော့အရှင်အာနန္ဒာရတဲ့ဧတတက်ဒီဘယ်နှမျိုးရှိဒါကတော့အကုန်တော့ပဲမမိမလဲဗျာနော်ဘုဒ္ဓတအနေနဲ့မှတ်ထားပါနော်နံပါတ်1ကအကြမ်းမြင်ဘုဒ္ဓတများတဲ့နေရာမှာဧတတက်ရတယ်နံပါတ်2ကတတိမြဲတယ်နံပါတ်3ကလုံးလဝိရိယရှိတယ်နံပါတ်4ကအသိဉာဏ်ပညာရှိတယ်နံပါတ်5ဧတတက်ကအလုတ်ကျွေးထဲမှာအသာဆုံးအမြတ်ဆုံးအမွန်ဆုံးပဲလို့ရှင်တော်ဘုရားကဧတတက်မပေးဘူးလားအဲ့ဒါဖြင့်ရှင်အာနန္ဒာဧတတက်ဘယ်နဲ့တန်ရအားရရတယ်အဲ့ဒီအာနန္ဒာမထေရကြီးပေါ့တော့မြတ်စွာဘုရားနဲ့ကလည်းအရက်တော်ကမတိတ်မရေဥပရိသမ္ပတ္တိကလည်းချောင်းလိုက်လိုက်တာတဲ့တခါတခါကျရင်ရှင်တော်ဘုရားလို့တော်မှမှားနိုင်တော့တယ်တော့ရုပ်လည်းပဲအမတန်ချောတယ်ပေါ့ဒါကြောင့်ဇေတဝန်ကျောင်းမှာတရင်သုံးပြီးတော့နေတော့လာတဲ့ယဟန်ပရိသတ်အထူးအဖြင့်တော့တရားပရိသတ်တရားမှလူပုဂ္ဂိုလ်ပရိသတ်တွေကအရှင်အာနန္ဒာဒီပဲတန်းလာကြတာအရှင်အာနန္ဒာဘယ်မှာရှိလဲရှင်အာနန္ဒာဘယ်မှာတရင်သုံးလဲပဲအရှင်အာနန္ဒာရှိပါသလားပဲသတ္တိအပြည့်ဒီလိုပဲအမေးများဒါကြောင့်လူချစ်လူခင်လည်းအမတန်မှပေါ့ရုပ်ရည်ရူပကအစင်းလည်းပဲလှပတယ်ပတိဧတရက်5မျိုးလည်းပဲရရှိတော်မူတဲ့အရှင်အာနန္ဒာပေါ့အဲ့ဒါကိုညီတော်အာနန္ဒာလို့အခုချိန်ဒီနာမည်မကျော်ဘူးလားဘုလိုဒီမှာတရားနာပြိတ္တတွေအကုန်လုံးလည်းပဲရှင်အာနန္ဒာကိုမသိဘူးလားပြီးတော့မိလိုက်ရလားမမိလိုက်ပေမဲ့လို့ရှင်အာနန္ဒာရဲ့ဂုဏ်သတင်းတွေအခုလည်းမွေးအောင်မှာပဲနောက်လည်းဝင်းနေအောင်မှာပဲအဲ့ဒီအရှင်အာနန္ဒာကြီးပေါ့တော့ဇေတဝန်ကျောင်းမှာသတင်းတော့ကြောင်းရောက်လာပြီဆိုလို့ရှိရင်ပရိသတ်က4မျိုးရှိတယ်ပေါ့ပရိသတ်ဘယ်နှမျိုးပြောလဲမမိသေးလားပြောကြည့်ရယဟပရိသတ်ရဲ့ယဟမပရိသတ်ရဲ့တက္ကပရိသတ်ရဲ့တက္ကမပရိသတ်ပြောယဟပရိသတ်ရဲ့
တက္ကမပရိသတ်ရဲ့ကုက္ကလို့ပြောရင်ဘုန်းကြီးတွေရဲ့သီလရှင်တွေရဲ့တက္ကကြီးတွေရဲ့တက္ကမကြီးတွေရဲ့ပေါ့ဟုတ်ပြီနော်အဲ့လိုပရိသတ်တွေလာပြီဆိုလို့ရှိရင်အရှင်အာနန္ဒာကိုအရင်ဘုံရောက်ပြီးတော့ဖူးမြော်ကြပြီးမှဘုရားစီသွားကြတာအဲ့လိုတွေ့ပြီဆိုလို့ရှိရင်အရှင်အာနန္ဒာကတော့ယဟန်တွေတွေ့ပြီဆိုလို့ရှိရင်မေခွန်း၄ခုမေးတယ်တဲ့ယဟန်တွေတွေ့ရင်မေခွန်းဘယ်နှမျိုးမေးနောက်တစ်ခါယဟန်မပရိသတ်တွေလာပြီးတော့သူ့ကိုဖူးတွေ့ကြပြီဆိုလို့ရှိရင်ယဟန်မတွေကိုတော့မေခွန်းတစ်မျိုးမေးပြီးတော့အမြဲတမ်းပဲနှုတ်ဆက်တယ်နောက်တစ်ခါတက္ကမပရိသတ်တွေလာရောက်ပြီးတော့ရှင်အာနန္ဒာဖူးမြော်ကြပြီဆိုလို့ရှိရင်မေခွန်း၅ခုမေးတယ်တဲ့ကဲပေါင်းလိုက်တော့၄၁၅သိကြပြီပေါ့ရှောင်းမလုံးနဲ့ဟုတ်လားတော့၄၁၅ဟုတ်လားအဲ့တော့မေခွန်းမေးတာကိုဒီနေ့တရားလေးရွေးပြီးတော့ပြောတာပါနော်အဲ့တော့ပြန်ပြောရအောင်ဗာတရားနဲ့၄၁၅ကဲယံပရိသတ်တွေတော့မေခွန်းလေးတွေမေးကြည့်ရအောင်အရှင်အာနန္ဒမထေရယနေ့ရောက်လာပြီဆိုလို့ရှိရင်အရှင်အာနန္ဒမထေရကြီးကကိစီအောင်သောကမဏီယအရှင်ဘုရားတို့ကျမ်းမာရေးကောင်းကြပါရဲ့လားလို့ဒီလိုရှစ်ဥစွာမေခွန်းလေးမေးတယ်တဲ့ဗျာရဟန်းချင်းချင်းတွေ့ပြီဆိုလို့အခုလည်းပဲမေးကြတယ်လေရှင်ပြနေကောင်းလားကျမ်းမာလားမမေးကြဘူးလားအဲ့ဒီသဘောပဲတဲ့အရှင်အာနန္ဒာကသူ့ထဲဝါကြီးတဲ့မထေရကြီးတွေဖြစ်စေသူ့ထဲဝါငယ်တဲ့တော်ရန်တော်များဖြစ်စေရဟန်းချင်းချင်းတွေ့ပြီဆိုလို့နံပါတ်1မေခွန်းမေးလိုက်ပါတယ်ကိစ္စအာဟုသောကမဏီယကြာရှင်ဘုရားတို့ကျမ်းမာရေးကောင်းကြပါရဲ့လားဖယားတို့အရှင်အာနန္ဒာကမမေးဘူးလားမေးပါတယ်အခုလည်းပဲတို့ကမေးပြီတက္ကကြီးတွေတက္ကမကြီးတွေကျမ်းမာရေးကောင်းကြပါရဲ့လားအကြောင်းယုံကြည်ကြပါတယ်ဖယားပေါ့ဟုတ်လားရဟန်းချင်းချင်းတွေ့ကြပြီဆိုလို့ရှိရင်ရှင်အာနန္ဒာကကိစီအောင်သောခမဏီယအရှင်ဘုရားတို့ကျမ်းမာရေးကောင်းကြပါရဲ့လားလို့ဒီလိုမေးလေးရှိပါသေးတယ်ဒါကြောင့်နံပါတ်1မှတ်ပါအရှင်အာနန္ဒာယဟန်တော်များကိုမေးတဲ့မေကွယ်ဒီကျမ်းမာရေးကောင်းကြပါရဲ့လားဗျာလို့ဒီလိုမေးတဲ့ဟုတ်ပြီနော်ကဲဒါဖြင့်ပြောင်းတဲ့တယောက်ကျမ်းမာရေးကောင်းကိုအရှင်ဘုရားတပည့်တော်ကျမ်းမာရေးကောင်းပါလေဗျာအရှင်ဘုရားတပည့်တော်ကျမ်းမာရေးတတ်ပါလေဗျာလို့ပြောလို့ရအောင်ဟုတ်ကိုယ်တိုင်ကလည်းပဲကျမ်းမာရေးကောင်းဖို့မလိုဘူးလားကောင်းအောင်လည်းပဲတတိဆောင်ဖို့မလိုဘူးလားကဲဒါကြောင့်ကျမ်းမာခြင်းကျမ်းမာစေတဲ့ဘုရားနိဒာနီးလေးတွေတို့များပေးလိုက်မယ်အလုံးလိုက်ဆိုတတိလန်းရှာတတိလန်းရှာအဇပောက်ထေတောကညေခသိဉ္ဇမသည်တတိလန်းရှာပဇပောက်ထေတောကညေခသိဉ္ဇမသည်ဟောနဘတိကတတိတဲ့ကျမ်းမာရေးကောင်းကျင်ကြတယ်တို့ရကရမတွေတတိမြဲအောင်ကြိုးစားရမယ်။ဗာမြဲအောင်ကြိုးစားရမယ်။တတိမြဲအောင်ကြိုးစားမယ်တဲ့နော်အဲ့တော့နေရတဲ့ကအရာရာမှာပြောရဲဆိုတဲ့ကသွားတဲ့လာတဲ့ကစားတဲ့တောက်တဲ့ကတတိမြဲဖို့မလိုဘူးလား။နော်အစတော့ပဲကြည့်ပေါ့တတိပဋ္ဌာန်းရင်ကိုကြိုက်တာကိုကြိုက်တဲ့လောက်အဝါစားတယ်နော်။သဘောပေါက်သလားအဲ့တော့တတိထားလို့လားမထားလို့လားဒါကြောင့်ဘုရားကနော်ဝိချာကြီးဒါမှတို့ကောသလမင်းကြီးဟောခဲ့တာရှိတယ်လေနော်ကောသလဆိုတာကမဟာကောသလရှိတယ်သူ့ရဲ့သားကပတ္တိန္ဒရီကောသလတော့ပတ္တိန္ဒရီဆိုတာအရင်တော့ကတော့ကောသလပါပဲဘာကြောင့်ပတ္တိန္ဒရီလို့ခေါ်လဲမေးသူကအင်မတန်ဝါတော့ထိုင်လိုက်ပြီဆိုရင်ပုံကြီးထိုင်လိုက်တာနဲ့နော်ဘိုက်ကအရစ်တွေကထနေတယ်တဲ့အဲ့တော့ရစ်တွေကထတော့သူ့ရေချိုးပဲဆိုတော့ပေါ်ကနေရေပုံးနဲ့ရေလောင်းချင်ရှောကနေရေကကြမသွားဘူးကြမသွားပဲနဲ့ဘိုက်အရစ်တွေရှောပြီးတော့မြစ်တက်မြစ်စီးနေသလိုပဲရေကဖြည်းဖြည်းချင်းအောက်ကိုကျသွားတာဒါကြောင့်သူ့ကိုနာမည်ပေးလိုက်တဲ့ပတ္တိနတိကောသလယောဆိုရလေအဲ့ဒီပတ္တိကောသလဆိုတာကတို့ဗိမသာရမင်းကြီးရဲ့မိတဲ့ကဝေဒေဟိဟုတ်ပြီနော်အဲ့တော့ဝေဒေဟိရဲ့သားကအဇာတတမြတ်ပဲအဲ့တော့ဝေဒေဟိမိဖုရားရှင်နဲ့ကောသလမင်းတွေကမောင်နှမတော်တယ်ဟုတ်ပြီနော်နောက်တော့ဗိမသာရမင်းကြီးနဲ့ရောဆံကံတော်ကိုသွားသူ့ရဲ့အမတော်ဖြစ်တဲ့ဝေဒေဟိမိဖုရားကြီးကကောသလမင်းကိုအပိုင်စားရွာလေးတရွာပေးခဲ့တယ်အဲ့ဒါကိုဝေဒေဟိမိဖုရားကြီးနဲ့ရောဆံလုံးလုံးသွားတော့ကောသလမင်းနဲ့တူတော်မောင်ဖြစ်တဲ့အဇာတတနဲ့ခဏခဏအဲ့ဒီရွာကိုလူလာတော့အဇာတတကလည်းသူပိုင်တယ်ကောသလမင်းကလည်းသူပိုင်အဲ့ဒီအပိုင်စားရွာလေးကိုလူတော့ခဏခဏစစ်တိုက်တယ်တဲ့တိုက်တိုင်းနဲ့ကောသလမင်းကရှုံးတယ်ဗျာဘာလို့ရှုံးလဲဆိုတော့သူကဝါတာကိုဝ
ဝါတော်ရိတရေတွတ်တွတ်လက်လက်ဖြက်ဖြက်လက်လက်ရှိပါမလားဖြက်ဖြက်လက်လက်မရှိတော့နော်သူစစ်ထိုးတိုင်းရှုံးနေတတိဘုရားကြောင့်ရောက်လာရောက်လဲရောက်လာရောအရှင်ဘုရားတပည့်တော်ဝိတ္တိတက်တယ်ဘုရားတဲ့ဝိချာနီးပြေတော်မူပါမလျှောက်တော့ဘူးလားဘယ်သူကလျှောက်တာပါလဲကောသလမင်းကလျှောက်တယ်ဘယ်သူကိုလျှောက်အခုဝိချာနီးယူမလားနော်တခါကြီးတွေကမှယူဝရတယ်လေအခုဆိုဝိချာခြင်းလို့တချို့သူဂျင်နေစောကြတယ်ဟုတ်လားစေးတွေတောက်ကြတယ်နော်တော့မျိုးစုံဝိတ္တိချဝိချာပြီးဝိတ်တက်လာပြီးပေါင်းနေများလာပြီးဆိုရင်ခန္ဓာကိုယ်ကလေးပင်လာတယ်လေးပင်လာတော့ဟိုဒီမသွားခြင်းတော့အထိုင်တွေများသွားအထိုင်တွေများတော့အစီတွေကစွတ်တဲ့စွတ်လာယောဂကလည်းစီကြိုးတဲ့တွတ်တိုးတဲ့နှလုံးနဲ့ကြောက်ကက်တဲ့ယောဂတွေကတိုးခြင်းတိုင်းတိုးမလာဘူးလားဒါကြောင့်နော်ဘုရားကတဏိကောသလမင်းကြောင်းရောက်လာတော့အရှင်ဘုရားတပည့်တော်ဝိချာနီပေးပါဘုရားဆိုဝိချာနီငါပေးမယ်နာဟဲ့လို့တရားဟောမယ်လဲကြံရောအရှင်ဘုရားတပည့်တော်ဟောလဲမှတ်မိမှာမဟုတ်ဘူးဘုရားတဲ့ဒါကြောင့်တပည့်တော်မနာတော့ဘူးဘုရားတိုင်းပြည်ထဲမှာတိုင်းပြည်ရဲ့ကိစ္စတွေရှိတပည့်တော်ပြန်အောင်မယ်ဘုရားတဲ့တော့သူ့ရဲ့တူတော်မောင်ဖြစ်တဲ့နော်အဲ့တော့ကလေးတယောက်ကိုရှာခဲ့တယ်အရှင်ဘုရားသူ့ကိုဟောပါဘုရားတဲ့တရားနာတာတော့မှကိုယ်စလဲနဲ့မနာဘူးလားယောဂီတော့အဲ့လိုမလုပ်နဲ့နော်တရားနာတယ်ကိုယ်စလဲနဲ့နာတာတပည့်တော်ရဲ့တူတော်မောင်သူတတနာရှိတယ်ဗျာတဲ့သူတတနာကိုသာဟောလိုက်ပါဗျာဆိုပြီးသူကထသွားတာဗျာဟုတ်ပြီနော်ဘာကြောင့်လို့တော့လဲလို့ကောသလမင်းနဲ့ဘုရားကအပဒယဉ်နေညီကိုတမျှယဉ်နေတယ်သောတော်လည်းပဲစာပေမှာကောသလမင်းတော့တောတမန်တည်သွားတယ်တဂရဂန်တည်သွားတယ်လို့မှတ်တမ်းတင်တာဘယ်မှာမှမတွေ့ဘူးဟုတ်ပြီနော်အဲ့တော့ယဉ်နေတိုင်းတရားရနိုင်ရလားမရနိုင်ဘူးဗျကိုလုံးမှာကိုရမှာကိုစားမှာကိုဝမှာကိုတော်မှာကိုရမှာတော့ဓမ္မဂရိကနေဘလောက်ပဲယဉ်နေတော့ကိုမြတ်စွာဘုရားနဲ့ကောသလမင်းယဉ်နေတာပဲသို့တော်လည်းပဲဝိပဿနာလို့အာမထုတ်တော့ကောသလမင်းကြီးလက်ရွာဆန်တော့လည်းပဲဖွင့်တည်ဝတ်တည်တရားရှာတယ်ဟုတ်ပြီနော်ကျွတ်တန်းလွတ်တန်းလည်းမဝင်ရဘူးပေါ့အရှုံးကြီးမရှုံးဘူးလားလက်ရှုံးပါနော်အဲ့တော့ကောသလမင်းအဲ့တော့မြတ်စွာဘုရားကနော်တရားဟောတယ်သုတတနာတော့မြတ်စွာဘုရားကိုရောမြတ်ကြီးကဝိချာကြီးဒီမှာပေးတယ်သုတတနာကောသလမင်းကြီးထမင်းစားတော့မယ်ဆိုလို့ရှိတယ်ဂါထာလေးတစ်ပုဒ်ရွတ်ပါလို့ပရိသတ်ရေနော်ဂါထာလေးတစ်ပုဒ်သင်ပေးလိုက်တာအလုံးလိုက်ဆိုတတိလည်းရှိတိုင်းရှိသည်ရပြီကျိုးသုံးရာတတိလည်းရှိတိုင်းရှိသည်ရပြီကျိုးသုံးရာကဲဆိုကြည့်ပါတတိလည်းရှိတိုင်းရှိသည်ရပြီကျိုးသုံးရာတတိလည်းရှိတိုင်းရှိသည်ရပြီကျိုးသုံးရာဒါကာထာကိုလင်္ကာလေးနဲ့ပြန်စီထားတာနော်အဲ့တော့ဝိချခြင်းနဲ့ဝိချခြင်းနဲ့ဆိုလို့ရှိအရင်ဆုံးတတိထားကိုတတိလမ်းလျှောက်နဲ့ပြောနေတာနော်ဒါကလည်းပဲပြောရသေးတယ်ဗျာတော့ဘာကြောင့်လဲဆိုတော့ဝိပဿနာနဲ့ဘလောက်ပဲအထုမနေ့ကလည်းပြောခဲ့ပြီလေနော်ယုံကြည်ကျမ်းပါဆိုတဲ့အင်္ဂါချက်ပါတယ်လေအဲ့တော့ယောဂီတို့နော်သောတာပတိမဉ္ဇဉ်ဘုံဉာဏ်ကြီးရခြင်းနိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းနဲ့ဝိပဿနာလို့တွင်ကျဲအထုခြင်းနဲ့ဆိုလို့ကျမ်းမာရေးကောင်းဖို့ကောမလိုဘူးလားဒါကြောင့်ကျမ်းမာရေးထိန်းသိမ်းဆောင်ရှောက်တာဒီနေ့ညဒါလေးလာပြောတာယောဂီတို့သဘောပေါက်သလားတတိလည်းရှိဆိုတာကအစားတော့စားတော့မယ်ဆိုလို့ရှိကိုယ်စားမယ်အစားတော့ဘလောက်ပဲများတတိထပြီးကြည့်လိုက်ပါတဲ့ကိုယ်နဲ့တင့်တော်တာကိုယ်နဲ့တဲ့တဲ့အစားစားပါဒနာလို့အရှင်ဆုံးတတိထားပါတဲ့ဟုတ်ပြီနော်ကျွေးတိုင်းမစားနဲ့လို့ပြောတာဗျာဟုတ်လားကျွေးတိုင်းမစားနဲ့လို့ပြောတာအဲ့တော့ယောဂီတို့ဒီမှာလူရှင်တွေကကျွေးလိုက်တယ်တယောက်အကျင့်လောက်ရတော့မဟုတ်ဘူးလေအများနဲ့တရေကြီးချက်ပြုတ်ပြင်ဆင်ရတော့နော်ကိုကြိုက်တာမကြိုက်တာဒီနေ့မှာကွက်တော့ပါအဲ့တော့ထမင်းပွဲကိုကြည့်လိုက်ပြီဆိုလို့ရှိရင်သတိထားပြီးတော့ကြည့်လိုက်တာနဲ့ကိုယ်နဲ့တဲ့တဲ့အစမ်းတန်ပါဒနာဆိုတာသတိထားပါတဲ့နော်မတည့်ဘူးဆိုရင်နည်းနည်းလေးရှော့စားပေါ့ဟုတ်ပြီနော်အဲ့တော့သတိထားပြီးတော့ကြည့်လိုက်လို့မို့တဲ့တဲ့အစမ်းစားပါပြီဆိုလို့ရှိရင်လည်းပဲနေဘဲကစားသဘောနဲ့အောင်မစားလိုက်ပါနဲ့တဲ့နံပါတ်2အတိုင်းရှိတဲ့သိရအောင်ပဲတဲ့တင်းမြတ်တယုံမြစားပါလို့ပြောတာဗျာယောဂီတို့သဘောပေါက်သလားအချက်2ချက်ပေါ့နော်နံပါတ်1သတိထားရမယ်သတိထားလိုက်လို့တဲ့တဲ့စားတာပါပြီဆိုလို့ရှိရင်နံပါတ်2အတိုင်းရှိကိုသိပြီးတော့စားမယ်နော်ဝန်တိုင်းမစားနဲ့လို့ပြောတာနော်ဘုဒ္ဓတော်ကုလို့စကားပုံရှိတယ်လေထင်တိုင်းလည်းမကြွားနဲ့ဝန်တိုင်းလည်းမစားနဲ့ဟုတ်လားဝန်တိုင်းစားရင်တော့တစား
တက်လာတော့ပရိသတ်ရဲ့ဝိတ်တွေကလည်းတွန်းလာတယ်ပေါ့ဝိတ်တွန်းလာရင်ယောဂလည်းအလိုလိုစုမလာဘူးလားအေးယောဂပြန်စုလာလို့ကျမ်းမာရေးများမကောင်းဘူးဆိုလို့စီဝါရှာလိုက်ရပါမလားမရနိုင်တော့ဘူးရှာဖွေစုဆောင်းတဲ့ပစ္စည်းတောင်မှပုံသွားအောင်မှာပရိသတ်ရဲ့ဒါကြောင့်ကျမ်းမာရေးကောင်းဖို့လည်းပဲရေးမကြည့်ဘူးလားဒါကြောင့်ရှင်အာနန္ဒကရန်တော်တွေတွေ့ပြီဆိုတော့ရှင်ဘုရားတို့ကျမ်းမာရေးကောင်းကြပါရဲ့လားလို့အရေးတကြီးမေးတော်မူတယ်ပေါ့သဘောပေါက်သလားအေးဟုတ်ပြီနော်တတိထားရမယ်တဲ့အတိုင်းရှိသိရမယ်ဘယ်နှချက်တော့ဇာတော်စားတဲ့နေမှာနံပါတ်1တတိထားရမယ်နံပါတ်2တိုင်းရှိသိရမယ်ကဲပြန်လိုက်စို့နော်တတိလည်းရှိတိုင်းရှိသိရပြီကျိုးသုံးပြတတိလည်းရှိတိုင်းရှိသိရပြီကျိုးသုံးပြကဲတတိလည်းရှိပဲတိုင်းရှိလည်းသိမယ်ဆိုရင်အကျိုးရလ3မျိုးရနိုင်ပါလေတဲ့အကျိုးရလဘယ်နှမျိုး3မျိုးပါကဲအဲ့ဒါလည်းဆိုဝေဒနာကင်းအရွယ်တင်ခြင်းမယွန်းသက်ရှိမှာဝေဒနာကင်းအရွယ်တင်ခြင်းမယွန်းသက်ရှိမှာဟောတတိလည်းထားမယ်တိုင်းရှိလည်းသိမယ်ဆိုလို့ရှိရင်အကျိုးရလ3မျိုးရနိုင်တယ်တကကြီးတွေကပါရှိတယ်နော်နံပါတ်1ကအနာယောဂကင်းနေသွေးမတိုးစီးကြုံမဖြစ်ဘူးကင်းစားမဖြစ်ဘူးပေါ့သဘောပေါက်သလားအခုဒီထဲမှာမေးကြည့်လိုက်ပေါ့နော်သွေးတိုးယောဂရှိလက်ညှိုးထောင်ဆိုအများကြီးထောင်ကြမှာဟုတ်ပြီနော်စီးကြိုယောဂရှိတဲ့လက်ညှိုးထောင်ဆိုအများကြီးထောင်ကြမှာပဲဟုတ်ပြီနော်အေးခုခေတ်ကတော့စီးကြိုလည်းဖြစ်ကြတာပဲသွေးတိုးလည်းဖြစ်ကြတယ်ကင်းစားဆိုရင်ဘုရားတို့မြန်မာနိုင်ငံကကင်းစားဖြစ်များဆုံး10နိုင်ငံထဲမှာထိဆုံးကပါတယ်ဟုတ်ပြီနော်ဒါကြောင့်ပရိသတ်ရဲ့ကျမ်းမာရေးမှာမကောင်းရင်တရားအလုံးအထောက်နိုင်ပါမလားအထောက်ဖို့ကောလွယ်ပါမလားဒါကြောင့်ကျမ်းမာရေးကောင်းအောင်တတိဆောင်ဖို့မလိုဘူးလားအဲဒါကြောင့်နံပါတ်1တော့တတိလည်းရှိမယ်တိုင်းရှိလည်းသိမယ်ဆိုဝေဒနာကင်းတယ်တဲ့အနာယောဂကင်းတယ်လို့ပြောတာအနာယောဂကင်းအောင်မြောက်နံပါတ်2ကျမ်းမာခြင်းနဲ့ကျမ်းမာရေးလည်းကောင်းပဲဝေဒနာကင်းအဲအရွယ်တင်ခြင်းနဲ့အရွယ်လည်းတင်မယ်လို့ဒီလိုပြောတာဗျာခန္ဓာရလာတော့တုတုငါကမလွဲမသွေအိုမှာပဲတွတ်တော်လည်းပဲဖြည်းဖြည်းချင်းဟောအောင်ပရိသတ်ရေမလွဲမသွေနာရမှာပဲတွတ်တော်လည်းပဲဖြည်းဖြည်းချင်းနာအောင်ဟောအစတော့ထိမ့်ဖို့မလိုဘူးလားဒါကြောင့်နံပါတ်2အကျိုးကတော့အရွယ်တင်ခြင်းအရွယ်တင်မဲ့နုပြုံမယ်လို့ပြောတာဗျာအခုတတ်တော်ရှိဆရာတော်ကြီးတွေတို့ဗမာပြည်မှာအများကြီးပဲဘုန်းကြီးတွေဘာကြောင့်တတ်ရှိလဲလို့မေးရင်အတိုင်းအရှိသိတယ်ဗျာဒီကြားထဲမှာညစာမစားဘဲနဲ့ရှောင်းတော့ပရိသတ်ကြီးဆရာတော်ကြီးတွေကဝိမတတ်ဘူးအခုတော့ကမ္ဘာအေးလက်ပေါ်မှာရှိတဲ့ချမ်းမြေ့ဆရာတော်ဘုရားကြီးဆိုတော့ကမ္ဘာကတော့သိတယ်လေအခု100ပြည့်ကိုတော့2နှစ်ပဲလိုတော့တယ်ဟုတ်ပြီနော်ဘာမှကကြောင့်ဆရာတော်ဘုရားကြီးကိုတနေ့ကပဲစင်ကာပူကနေဆက်ပြန်လာတာဘာယောဂမှမရှိဘူးတဲ့ဗျာတတ်တော်86နှစ်ရှိတော်မူပြီဒီလိုကိုဆရာတော်ဘုရားကြီးလည်းပဲ80နဲ့6နှစ်ရှိတော်မူပြီဆရာတော်ကြီးတွေအသက်မရှိဘူးလားအဲ့ဒါဘာကြောင့်လဲဆိုတော့တတိလဲထားလို့အတိုင်းရှိတဲ့ပြီးလို့ပေါ့သဘောပေါက်သလားအဲ့ဒါကြောင့်အရွယ်တင်နေနော်မရွတ်သက်ရှင်ပါလေနံပါတ်3ကတော့တတိလဲထားအတိုင်းရှိတဲ့သိမယ်ဆိုရင်အသက်တန်းလည်းရှိပဲတဲ့ဗျာအသက်ရှိတော့ပရိသတ်ရဲ့ကုသိုလ်ကောင်းမှုပြုဖို့အတွက်ရက်ကလေးတွေပို့မရဘူးလားအဲ့ဒါပေါ့နော်ဒါကြောင့်ဝေဒနာကင်းအရွယ်တင်ခြင်းမယောတတ်ချင်ပါတဲ့အကျိုး3မျိုးရတယ်ပေါ့အကျိုးဘယ်နှမျိုးရအဲ့ဒါသင်ပေးလိုက်တာသင်ပေးလိုက်လို့ရှင်ဗျာတပည့်တော်ဒီတရားမှတ်မိပြီဗျာဒါဆိုဘယ်အချိန်ရွေးရမလဲဆိုတော့ထမင်းစားတဲ့အချိန်ရွေးတယ်ဗျာကောသလမင်းကြီးကထမင်းစားတာကမနဲ့တစ်ချိန်ဒီလည်းပဲညတစ်ချိန်တော့စားတယ်ဗျာတော့စကားတော်ရှိတယ်တော့စံတစိမ့်နဲ့စိတ်တကောင်နဲ့အဲ့လောက်ကြီးစားကြည့်တယ်လို့ပြောတယ်ဗျာဟုတ်လားအဲ့လိုစားတယ်ဆိုတော့ဘယ်အချိန်ရွေးရမလဲဆိုတော့ညထမင်းစားတဲ့အချိန်ရွေးပါတဲ့ဟုတ်ပြီနော်အဲ့တော့မနဲ့ရဲ့နေ့လေညရဲ့3နဲ့စားကြတယ်ညထမင်းစားချိန်ရွေးတယ်ဘာကြောင့်ဘုရားကညရုပ်ခိုင်းလဲလို့ပဲမနဲ့စားတော့လိုက်တယ်အစာရဒီဘလောက်ပဲစားတနေ့ကောင်လုံးတွေလုံးလိုက်တော့နော်ကယ်လိုရီပဲလောင်ကျွမ်းသွားတယ်နော်တချို့မစင်ဖြစ်သွားတယ်တချို့အသားရည်ဖြစ်သွားတယ်တချို့ကျတော့ပိုးလောင်နဲ့စားသွားတယ်ညာပိုင်းစားတဲ့အဆဆာကျတော့ဟောလူတွေကညအလုံးမလုပ်ဘူးလေအလုံးမလုပ်တော့ပရိသတ်ကြီးနော်ရိုးရိုးချင်းစီကိုအားပေးလာအားတွေကောင်းလာတယ်ဘိန်းချက်တို့ချက်တော့ဝိတ္တိကလည်းတက်လာတယ်ဒါကြောင့်ညစာစားတဲ့အချိန်ရွေးလို့ဘုရားကမှားလိုက်တာ
အရှင်ပြတ်တော်ဖြစ်ရင်ညသာစားတဲ့ချိန်ကလေးပဲစားစားမာလားစားစဲမာလားစားပြီးကနေလားဘယ်ချိန်ရွရမလဲလို့ထပ်ပေးတာဟုတ်ပြီနော်အဲ့လိုမေးတော့စားပြီးကနေထမင်းတစ်လုပ်ပဲကျွန်တော်လေဆိုတဲ့အချိန်ရွလိုက်ပါတဲ့ဒီလိုနဲ့နန်းတော်ပြန်တော့ကောသလမင်းကြီးညာဘက်ဘောတော်တီဗီသမီးအာရပါရစားနောက်ဆုံးတစ်လုပ်ကိုစားဖို့ပတ်နဲ့နေပြီဆိုတာနဲ့တပြိုင်နဲ့တတိလည်းရှိတိုင်းရှိသည်ရပြီကျိုးတော်ဗျာဝေဒနာကင်းရွက်တင်းခြင်းမယောတရှိပါလို့တူတော်မှာသူတသနာကလည်းရွတ်လည်းရထမင်းလို့ပြန်ချမစားတော့နောက်တရက်လည်းဒီတိုင်းပဲနောက်တရက်လည်းဒီတိုင်းပဲကြားတော့လျှော့ပါများသွားတော့တနေ့မှာကောသလမင်းစံတစိတ်စားတာကနေလို့စီကိုနှလုံးချက်ပဲစားတော့တယ်တဲ့ဗျာမနဲ့နေ့ညသုံးနှစ်ပေါင်းမှာစံလို့စီကိုဘယ်နှဘူးပဲစားမချဘူးနဲ့လေနှစ်ဘူးပဲစားတော့တယ်တခါကြီးတော့နော်နှစ်ဘူးပဲနှစ်ဘူးချက်ပဲစားတော့တယ်သုံးနှစ်ပေါင်းမှာနှစ်ဘူးပဲစားတော့ဝိတ်တွေကကြာသွားကြာလဲကြာရောနော်သူ့ရဲ့တူတော်မောင်စိတ်ခေါ်တယ်ပေါ့အဲ့ဒီမှာရွာပိုင်သားရွာလေးလူရင်းနဲ့စစ်တိုက်ကြတယ်ထူးထူးခြားခြားကောသလမင်းကြီးစစ်အောင်လာစစ်လဲအောင်လာရောဝမ်းသာအားရနဲ့ဘုရားကြောင့်ပြေးလာအရှင်ဘုရားတပည့်တော်တစ်သက်လုံးကမနိုင်လာတဲ့စိတ်ဒီနေ့နိုင်ခဲ့ပြီဘုရားဒီလောအားရဝမ်းသာလာပြောတော့ပြိဿရေဘုရားကတရားလေးတစ်ခုဟောပေးလိုက်တာသို့တော်လည်းပဲတရားကနာတယ်တဲ့ဉာဏ်ကမရှင်းတော့အတိတုဉာဏ်တို့တော့ရရလားအေးပြောတော့တာကတော့ဒီနေရာမှာဘာပြောချင်တာလဲလို့လေကျမ်းမာရေးကောင်းဖို့ဆိုရင်အစားအသောက်ဒီအင်မတန်မှအရေးကြီးတယ်လို့ပြောတာတို့တရုတ်စကားပုံရှိတယ်ယောဂအားလုံးရဲ့ဝင်ရလမ်းကြောင်းဒီပါဇက်ပေါက်ပဲတဲ့ယောဂအားလုံးရဲ့ဝင်ရလမ်းကြောင်းဒီပါဇက်ပေါက်ပဲတဲ့ပါဇက်ပေါက်ကစားကျင်တယ်လို့စားရင်ပရိသေယောဂတွေလည်းဖြစ်ချင်တိုင်းဖြစ်မယ်ဆိုတော့မသိရဘူးလားယောဂဘယဖြစ်လို့အိယာဖြစ်ခဲ့ဖြစ်ပြီဆိုလည်းအခုလိုတရားတွေနားခြင်းနဲ့နားလို့ရပါမလားဝိပဿနာလိုအထုတ်ခြင်းအထုတ်ဖို့လွယ်ပါမလားဒါဖြစ်ရင်ဘုရားဆရာတော်ဘုရားကြီးပြောသလိုယုံကြည်ကျမ်းမာတဲ့ကျမ်းမာရေးကောင်းမှုကောမလို့ဘူးလားအေးဒါလေးလည်းပဲပြောရသေးတယ်ဗျာနော်ကဲဒါကြောင့်လဲဆိုတတိလည်းရှိတိုင်းရှိသည်ရပြီကျိုးသုံးပြဝေဒနာကင်းအရွယ်တင်ခြင်းမရွယ်တရှိမှာတတိလည်းရှိတိုင်းရှိသည်ရပြီကျိုးသုံးပြဝေဒနာကင်းအရွယ်တင်ခြင်းမရွယ်တရှိမှာဆိုကြည့်ရမလားမရပါဗျာဆိုခိုင်းတော့ပါနော်ဒါအိဗယ်မပါအစားတော့စားရင်နံပါတ်1တတိထားပါနော်နံပါတ်2အတိုင်းရှိတည်ပါအဲ့ဒီနှစ်ချက်ပြည့်စုံရင်ဝေဒနာအနာရောဂါကင်းမယ်ဟုတ်ပြီနော်အရွယ်တင်မယ်နုပြုံမယ်နောက်တစ်ခါအသက်လည်းပဲရှိပြီတဲ့အကျိုးတရားဘယ်နှမျိုးရလူဘဝမှာအသက်ရှိရှိနေရရင်ပရိသေဝိပဿနာအထောက်အကူရတဲ့အချိန်ကြီးအမတန်မှများပြားသွားတာဖြစ်တဲ့အတွက်ကျမ်းမာရေးကောင်းဖို့ကလည်းအရေးမကြီးဘူးလားအဲဒါကြောင့်တော့အရှင်အနန္ဒကမေးတာကိစ္စအာဝသောကမဏီယအရှင်ဘုရားတို့ကျမ်းမာရေးကောင်းကြပါရဲ့လားလို့တော့အရှင်အာနန္ဒကယန္တော်တွေတွေ့ရင်မေးခွန်းတစ်ခုမမေးဘူးလားအဲဒါကြောင့်ကျမ်းမာရေးကောင်းခြင်းတတိထားပါလို့ပြောတာဗျာနောက်တစ်ခါလမ်းလျှောက်တယ်ဒီတိုင်းကြီးထိုင်မနေတဲ့ယောဂီတို့ဣရိယာပု၄ပါးစုံရက်ညီအောင်ဟောအားတဲ့ချိန်လေးဈဉ္ညာလျှောက်ပြဖို့ကမလိုဘူးလားအကောင်းဆုံးသောကျမ်းမာရေးစောင့်ရှောက်မှုဒီဈဉ္ညာလျှောက်ခြင်းလမ်းလျှောက်ခြင်းပဲတဲ့ဗျာထိုင်မနေနဲ့မနဲ့စောစောထားတဲ့အိယာတဲ့ခွေးမနေနဲ့ဟုတ်လားကြောက်လိုက်ကမကျေပေမဲ့ကျေတယ်နဲ့တော့လမ်းလေးပါလေးလျှောက်ဖို့မလိုဘူးလားဒါကြကျမ်းမာရေးကောင်းခြင်းနံပါတ်2ကလမ်းလျှောက်ရမယ်နောက်တစ်ခါပါဇက်ပေါက်ထိန်းနဲ့ဒါကတော့စောစောဟောနေတဲ့ပါသွားပြီတော့တတိထားကြပေါ့တော့ဝန်တိုင်းမစားနဲ့လို့ပြောတာတောကညိနဲ့ခေါင်းအေးအေးထားပါလို့ပြောတာဗျာယောဂီတို့ကျမ်းမာရေးကောင်းခြင်းပါအေးအေးထားရမယ်ဒကာကြီးတွေဒကာမကြီးတွေခေါင်းအေးအေးမထားတဲ့ဘူးဟုတ်လားနိုင်ငံရေးလည်းကိုပါလိုက်တာပဲဟုတ်လားတွေးလိုက်သေးတာပဲတာရည်သမီးလည်းပါလိုက်တာပဲတောတောင်ရေးလည်းပါလိုက်တာပဲတော့နောက်တကကို့အတွက်လည်းပူနေရတာပဲတောကမငြိမ်းတော့ပြိဿရေတော့အသက်တန်းလည်းပဲတိုးသွားတယ်ပေါ့ဒါကြောင့်ခေါင်းအေးအေးထားဖို့မလိုဘူးလားခေါင်းအေးထားဆိုတာကတောကငြိမ်းပါလို့ပြောတာဗျာအဲ့ဒီလိုတောကလည်းငြိမ်းနိုင်မယ်ဆိုရင်ခတ်သိမ်းကျမ်းမာသည်တဲ့ကျမ်းမာရေးလည်းမကောင်းဘူးလားဒါကြောင့်ကျမ်းမာရေးကောင်းခြင်းရင်တတိထားပါလမ်းလျှောက်ပါပါဇက်ပေါက်ကိုထိမှတွေ့ကြရမစားပါနဲ့တောကအပူမိကိုညှိမှတနည်းပြောတော့ခေါင်းအေးအေးထားပါလို့ပြောတာဗျာ
အဲ့ဒီလေးချက်စုံသွားပြီဆိုလို့ရှိရင်ယောဂီတို့ကျမ်းမာရေးကောင်းမကောင်းဘူးလားကျမ်းမာရေးကောင်းရင်ဝိပဿနာလုပ်လည်းပဲတွန်းတွန်းကြဲကြဲဒီဇိုင်းမှတ်မှတ်နဲ့အောင်ထုတ်နိုင်ဘူးလားဒီယောဂီတို့ဒီနေ့ဒီမှာလာရောက်တရားအထုတ်တယ်ဆိုရင်ကျမ်းမာရေးကောင်းလို့ရောက်လာကြတာကျမ်းမာရေးမှမကောင်းရင်အေယာဝတီတိုင်းကနေရန်ကုန်တိုင်းရောက်လာပါမလားဘယ်ရောက်မလဲတော့ဒါကြောင့်ကျမ်းမာရေးကောင်းဖို့အင်မတန်မှအရေးကြီးလို့ရဟန်းတော်တွေတွေ့တိုင်းတွေ့တိုင်းအရှင်အာနန္ဒာကနံပါတ်1မေခွန်းမလျှောက်ပါတယ်ကိစ္စအောင်သောခမဏီယကိစ္စဘလို့လဲအောင်သောရှင်ပြတို့ကိစ္စဘလို့လဲခမဏီယကျမ်းမာရေးကောင်းကြပါရဲ့လားဖယားလို့နံပါတ်1မေခွန်းမမေးဘူးလားဘသူကမေးနေတာဘသူကိုမေးနေတာရဟန်းတော်တွေကိုမေးနေတာနော်ယံပရိသတ်သူ့ကိုလာရောက်တွေ့ဆုံပြီးဆိုနံပါတ်1မေခွန်းမေးတယ်ကိစ္စအောင်သောခမဏီယကျမ်းမာရေးကောင်းကြပါရဲ့လားတဲ့မေခွန်းတစ်မျိုးရသွားနောက်နံပါတ်2ကိစ္စအောင်သောယပနိယအာဝသောရှင်မြတ်တို့ကိစ္စဘလို့လဲယပနိယမြတ်တာကြပါရဲ့လားဖယားတော့နံပါတ်1မေခွန်းကမြတ်တာပါရဲ့လားလို့ဒီလိုမေးတာမြတ်တာတယ်ဆိုတာကတပ္ပါယကိုပြောတယ်အဲ့တော့တရားလုပ်ပဲလုပ်ပညာပဲရှာစီးပွားပဲရှာတပ္ပါယမြတ်တာကိုလိုတယ်တဲ့ဘုရားကဒီနေရာမှာတပ္ပါယ၄မျိုးရှိတယ်နော်အဲ့တော့တပ္ပါယ၄ပါးအချင်းလေးပဲပြောပါမယ်နံပါတ်1ဥတ္တုတပ္ပါယတဲ့ဥတ္တုမြတ်တာပဲပူလွန်းတဲ့ရာသီဥတုစမပြေဘူးရဟုတ်ပြီနော်အဲ့တော့ဘုံရဲ့ရည်တာကပြုံးလွန်ပါပြုံးလွန်ဆိုတာကကစုံတယောဆွေဆွေကုန်းနဲ့ပူလွန်းလို့နော်အဲ့တော့ဆွေဆွေကုန်းရတဲ့ဘုံဘုံဒီမှာကဆောင်းချုံးအေးရတာအဲ့တော့အောင်းသမာဓိရွှေဆိုင်ကဒကာကြီးဦးအောင်သူ့ရဲ့ရည်တာကအောက်မှာမြင့်ငယ်ပါရှိတယ်မြင့်ငယ်တော့ထုံးမို့တော့မရပုရမန္တလေးဆိုတာအင်မတန်မှပူတာတော့လူရရောက်ပြီဆိုရင်ကစုံတယောဆွေဆွေကုန်းဆိုဒီအလျော်ဆိုပရိသေမြင်းကြီးလို့မရဘူးတော့အင်မတန်မှပူတာဘုတော့လူဤကာလတရားစကားပွင့်နေတယ်ဆိုတော့ဘုံဘုံရည်တာရောက်လာရတာတော့ဘုံဘုံကပြောလိုက်တယ်တကားကြီးအခြေမရွတ်လာဖွင့်ပါတကားကြီးတို့တန်ဃာတို့ဓမ္မဂရိကတွေပြင့်လို့ပဲဖြစ်တယ်ဘုံဘုံတို့ဆောင်ရွက်ပေးရလို့ဖြစ်စေအခြေမရွတ်လာဖွင့်ပါဘုံဘုံစီမှာဗိမာန်ကြီးကလည်းအကြီးကြီးပဲယောဂီဆောင်တွေကလည်းအများကြီးပဲအားလုံးအစင်းသစ်မှာ ready ပါတော့အခြေမရွတ်လာခဲ့ပါလို့တော့ဘုံဘုံကဖိတ်ထားတယ်တော့ဘာကြောင့်လဲဆိုဥတ္တုတပ္ပါယပူလွန်းတော့ပရိသေຫນွေကာလ3လတရားစကားလုပ်ဖို့ခက်ခဲတယ်ပေါ့သဘောပေါက်သလားဒါကြောင့်ပူလွန်းရင်လည်းဝိပဿနာလို့အထောက်ဖို့လွယ်ပါမလားဒါကြောင့်ဥတ္တုတပ္ပါယတဲ့ဥတ္တုမြတ်တာကိုပြောတာရေးကြည့်တယ်နောက်တစ်ခါအေးလွန်းတဲ့ရာသီဥတုဆိုရင်ကောပရိသတ်ရည်စင်ပြေပါမလားဒါကြောင့်ဥတ္တုတပ္ပါယတဲ့ဥတ္တုတပ္ပါယမြတ်တာရမယ်နောက်တစ်ခါနံပါတ်1ကဘောဇနတပ္ပါယအစာအာဟာရလည်းမြတ်တာရမယ်တဲ့ဗျာကဲတရားတော်အထုတ်ခြင်းနဲ့စိတ်ရှိပါရဲ့ဆရာကောင်းကောင်းနဲ့တွေ့ပါရဲ့သို့တော့ခဲဝဲဘောဇင်စားတော့ဖွယ်ရည်မပြည့်စုံရင်အထုတ်ဖို့လွယ်ပါမလားမလွယ်ဘူးလေကိုယ့်အိမ်မှာဆိုရင်ဒကာကြီးတို့ဒကာမကြီးတို့ဒီတိုင်းစားလို့ရတာမှမဟုတ်လေစီးပွားရှာတာကိုရှာရတော့ပြိတ္တစီးပွားရှာတဲ့အချိန်ကြီးပြီးတော့တရားအထုတ်တဲ့အချိန်ကနည်းသွားတာဒါကြောင့်တရားစခန်းဒီမှာအာယုံစွဲနေစွဲညနေဖြောကြီးဆိုပြီးတော့အလူရှင်တွေမရှိဘူးလားဝေယဝဇ္ဇဆောင်ကြတဲ့ပုဂ္ဂိုလ်တွေကမရှိဘူးလားတခါကြီးတို့တော့စီဝါရှာနေကြလို့လားစာပိသာဘကစေးနေကြကိုလို့လားဘာလို့ဖို့လို့လားတော့တရားအထုတ်ဖို့လို့လားသဘောပေါက်လားတော့ဒါကြောင့်ဘောဇနတပ္ပါယအခုမြတ်တာအောင်ဆရာတော်ဝိသေသဥဆောင်ပြီးတော့ဆရာတော်နှစ်ပါးဥဆောင်ပြီးတော့ဒီမှာတော့အောင်စောဒီစွမ်းဆိုပြီးတော့ဘောဇနတပ္ပါယမြတ်တာအောင်ဆောင်ရွက်ပြီးတယ်လို့ပြောရင်လွယ်ပါမလားနောက်တစ်ခါနံပါတ်3ကအာဝါဒတပ္ပါယတဲ့နေရာထိုင်ခင်းကလည်းတပ္ပါယမြတ်တရပဲတဲ့ဗျာဟုတ်ပြီတော့နေရာထိုင်ခင်းမပြည့်စုံရင်လည်းပဲဆင်ပြေပါမလားအခုပြည့်စုံတယ်မဟုတ်လားမပြည့်စုံတဲ့ဒကာကြီးတွေဒီမှာလာဟုတ်လားမနေ့ကမှတရားဒီမှာနှစ်ထိုင်ပြီးဆိုမှနေရာလေးပြန်ဖယ်ပေါ့အဲ့လိုမရဘူးလားအရေးကြီးတာကအမျိုးသမီးယောဂီတွေကအရေးကြီးတာဟုတ်လားအမျိုးသမီးယောဂီတွေနေရာလေးရပြီဆိုတော့ဒကာကြီးတွေကတော့ဘယ်နေရာပေါ့တော့ကိုခက်ခဲလာပြီလို့ဒီလိုထင်ရင်ရသော်ဘုရားဒုက္ခရစရိယာတော်ထဲမှာ6နှစ်ကျင့်တာတွေပြန်ပြီးတော့နှလုံးသွင်းပေါ့သဘောပေါက်သလားဒါကြောင့်အာဝါဒတနေရာတိုင်းကလေးမြတ်တာနောက်တစ်ခါပုဂ္ဂလတ္တပါဒါကတရားရှာတဲ့ချိန်လေးပြောတာမဟုတ်ဘူးနော်ပညာရှာလည်းဒီတိုင်းပဲစီဝါရှာလည်းဒီတိုင်းပဲပုဂ္ဂလတပ္ပယပုဂ္ဂိုလ်မြတ်တတ်ရမယ်ပုဂ္ဂိုလ်တမြတ်တတ်မှုရှိရမယ်ဆိုတာကအရတဲ့ရွာတဲ့တိုင်ပြောရင်အိမ်ကြီးချင်းကောင်းရှိရမယ်လို့ဒီလိုပြောတာဟုတ်ပြီနော်အိမ်ကြီးချင်းကောင်းမရှိရင်တယောက်နဲ့တယောက်ပုဂ္ဂိုလ်ရေးရဆင်မပြေရင်လည်းပဲ
ဝိပဿနာအလိုဖြောင်းဖြောင်းတန်တန်အထုကိုလွယ်ပါမလားအဲ့ဒါကိုရှင်အနန္ဒကကြီးညွှဲပြီးတော့ကိစီအာဟုသောယပနိယအာဟုသောအရှင်မြတ်တော်ကိစီဘယ်လိုပါလဲဖေယယပနိယမြတ်တာကြပါရဲ့လားဖေယလို့နံပါတ်1မေးဖို့မမေးဘူးလားမေးပါဘူးနှမျိုးရပြီနံပါတ်1ကကျမ်းမာရေးကောင်းပါရဲ့လားနံပါတ်2ကမြတ်တာပါရဲ့လားလို့မေးဖို့မနှမျိုးရအာတကနံပါတ်3ကိစီအာဟုသောယောနိသောမနတိကာရကမ္မကရောထအရှင်မြတ်တော်နှလုံးသွင်းကိုမှန်ကြပါရဲ့လားဖေယနှလုံးသွင်းမှန်ရဲ့လားလို့မေးတဲ့နှလုံးသွင်းမှန်ဖို့ကလည်းအမှန်တန်ရေးကြီးတာနောက်ကမ္ဘာလောကကြီးဆိုတာကသူဖြစ်ခြင်းလို့ဖြစ်နေတာကိုဖြစ်စေခြင်းနဲ့အတိုင်းပြိတ္တရဖြစ်ပါမလားမဖြစ်ပါဘူးတော့ကိုကဘုံမရောစေခြင်းရောမှာပဲနေမပူစေခြင်းမှုပုံမှာပဲဟုတ်ပြီတော့အဲ့ဒီတဘာဝပတ်ဝန်းကျင်နဲ့လိုက်ရောညီတွေဖြစ်အောင်နေတတ်ဖို့ဆိုရင်နှလုံးသွင်းမှန်ဖို့လိုတယ်ပေါ့နှလုံးသွင်းမှန်ဖို့မလိုဘူးလားလိုပါဘူးနှလုံးသွင်းမှန်ရင်တော့ပြိတ္တမိုးရွာတော့လေရွာလို့စိတ်ကြီးပင်ပန်းကြတော့နေပူတော့လေပူလို့တဲ့ကိုယ့်ဘာသာတရားအထုတ်တာအထုတ်ပေါ့နော်အောက်ကဆူလို့တဲ့ဗျာအောက်ကိုသွားပြီးတော့တချို့စိတ်ဆိုးနေတာရှိသေးတယ်ယောဂီတွေဟုတ်လားတချို့ကျတော့လေကိုယ်ကတရားအထုတ်နေတယ်အထုတ်နေရင်လည်းလမ်းဘက်ကနေဆိုင်ကယ်ကြီးဖြူပြဲနဲ့စီးသွားဒီမသားတွေကအသိမသိနိုင်ဘူးဒီမှာတရားအထုတ်နေတာမသိဘူးနဲ့တူရင်ဟောဒီလိုဖြစ်သွားတာပရိသတ်ရဲ့ကုသိုလ်ကနေအကုသိုလ်ပဲရောက်သွားတာနှလုံးသွင်းမှန်လို့လားမမှန်လို့လားမှန်ပါဘူးဟောပေါက်ရလားအဲ့တော့သူတို့လို့တော့သူတို့ကိစ္စကိုနဲ့ဆိုင်ရလားကိုယ့်ဘာသာတမာရီမရလို့တော့စိတ်တွေပြန့်လွန်နေတာလေသူများနဲ့ဆိုင်ရလားကိုယ့်ဘာသာတမာရီသာရနေရင်ကိုယ်နဲ့မိုးကြိုးပြစ်တာမသိဘူးရသဘောပေါက်သလားဒါကြောင့်နှလုံးသွင်းမှန်ဖို့လည်းပဲယောဂီတော့အရေးမကြီးဘူးလားတရားလို့အထုတ်တဲ့ယောဂီဆိုရင်တော့ပို့ပြီးတော့ရေးကြည့်တာပေါ့ဘုံဘုံတို့ရန်နေဆိုတာကလည်းပဲတက္ကရာမှအမျိုးမျိုးနဲ့ကြောရတယ်တရားတရားရှိတဲ့သူမရှိတဲ့သူတော့စော်ကားတဲ့လူကြီးညိုတဲ့သူမျိုးစုံတွေ့ရတာအဲ့ဒီအပေါ်မှာလိုက်ပြီးတော့ကိုကတင်းရိပ်မတော်နဲ့စိတ်တွေရိုင်းနေမတော်နေတဲ့မြတ်စွာဘုရားကနှလုံးသွင်းမှန်ဖို့ရည်ကြည်တယ်လို့မဟုတ်ဘူးလားဟုတ်ပါဘူးအဲ့ဒါကိုရည်ညွှန်းပြီးတော့အရှင်အနန္ဒကနံပါတ်3မိတ်ကိုပြလိုက်ပါပြီကေစီအောင်သောယောနိသောမနတိကာရကမ္မကရောထအရှင်မြတ်တို့နှလုံးသွင်းမှန်ကြပါရဲ့လားဖေယလို့နံပါတ်3မိတ်ကိုမမေးဘူးလားမေးပါဘူးမိတ်ကိုဘယ်နှမျိုးရနံပါတ်1ကကျမ်းမာရေးကောင်းကြပါရဲ့လားနံပါတ်2ကမြတ်တပါရဲ့လားနံပါတ်2ကမြတ်တပါရဲ့လားနံပါတ်3ကနှလုံးသွင်းမှန်ကြပါရဲ့လားနံပါတ်3မိတ်ကနှလုံးသွင်းမှန်ကြပါရဲ့လားလို့ဒီလိုမေးတာအဲ့ဒီလိုမေးလာရင်ကျမ်းပါပါလေဘုရားမြတ်တာပါလေဘုရားနှလုံးသွင်းနဲ့မှန်ပါတယ်ဘုရားလို့ဖြေနိုင်ဖို့အရေးမကြီးဘူးလားမှန်မှန်ကန်ကန်ရိုးသားသားဖြေဖို့တော့လိုတာပေါ့နှလုံးသွင်းမှန်မှန်ပဲနဲ့မှန်တယ်လို့ပြောရင်အလိညာတွေဖြစ်တော့မယ်ပေါ့ဘောပေါက်လားနာတကနံပါတ်4မိကိုမေးလိုက်ပါပြီကိစီအောင်သောအာစရိယုပ္ပဇာယဝတ္တံပုရိထာရှင်ဘုရားတို့ဆရာသမားတွေရဲ့အပေါ်မှာတာဝန်ကျေရပါရဲ့လားဘုရားလို့နံပါတ်4မိကိုမေးတဲ့ရှင်ဘုရားတို့တော့တတ္တိဝိဟာရိကတော့အနည်းနေနာတကဥပ္ပဇေဆရာအဲ့ဒီဆရာသမားတွေရဲ့အပေါ်မှာရောဝေကြီးဝတ်ငယ်ပြကြပါရဲ့လားတာဝန်နေကြည်ပြွန်ကြပါရဲ့လားဘုရားလို့နံပါတ်4မေးဖို့မမေးဘူးလားမေးပါဘူးဘယ်သူကမေးနေတာဘယ်သူကိုမေးနေတာရန်တွေကိုမေးနေတာတော့ရန်တော်တွေမေးတဲ့မေးခွန်း4ခုပြီးတော့ပြီပေါ့တော့မြမလိုပြောတော့ကျမ်းမာရေးကောင်းကြပါရဲ့လားနံပါတ်2ကမြတ်တာပါရဲ့လားနံပါတ်3ကနှလုံးသွင်းမှန်ကြပါရဲ့လားနံပါတ်4ကဆရာသမားတွေရဲ့အပေါ်မှာတာဝန်ကြည်ကြပါရဲ့လားလို့အရှင်အာနန္ဒာကကျမ်းတော်ပရိသတ်ကိုမေးခွန်း4ခုမမေးဘူးလားမေးပါဘူးဒါဆိုနံပါတ်4နော်4ဆိုတဲ့ကောင်းတဲ့လေးပြတ်သွားပြီပေါ့နောက်တစ်ခါဘေကုဏီပရိသတ်ဘေကုဏီပရိသတ်တွေဘေကုဏီမရိရှင်နဲ့လာရောက်ပြီးတော့ဖူးပြောကြပြီဆိုလို့ရှိရင်ဘေကုဏီတကူပေးပါတဲ့ကေစီဗဂိနိယအတ္တကရုဒံပိသမာဒါယဝတ္တထံအရှင်မတို့ကရုဒံရှင်ပါကျင့်ကြပါရဲ့လားဘုရားနော်ဘေကုဏီတွေမေးတာကရုဒံရှင်ပါပြောပါရှင်ပါလေဒီကရုဏာရှင်ပါတဲ့ဒါကတော့ဘေကုဏီလည်းမရှိတော့ဘူးမဟောတော့ဘူးကြော်ခဲ့မယ်နော်အဲ့တော့ဘေကုဏီတွေမေးတဲ့မေးခွန်းကတစ်မျိုးမေးတယ်ပေါ့ဟုတ်ပြီနော်ဘေကုဏီယဟန်တွေကိုမေးတဲ့မေးခွန်းက4မျိုးယဟန်မတွေမေးတဲ့မေးခွန်းကတစ်မျိုး4ရဲ့1ရဲ့နောက်တစ်ခါတက္ကရာမှပြိတ္တ
တကားလေးတကားမလေးလာရောက်ပြီးတော့ရှင်အာနန္ဒာဘုတွေ့ပြီဆိုလို့ရှိရင်အရှင်အာနန္ဒာကပြန်လဲပြီးတော့တကားတကားမလေးကိုမေးတယ်မေးခွန်း၅ခုရှိပါတယ်မေးခွန်းဘယ်နှမျိုးရှိနံပါတ်1မှတ်ရအောင်ကိစီဥပါဒကတိနိတရဏာနိဥပါဒကနာယကတို့ကိစီဘယ်လိုလဲတိနိသုံးခုကောင်းသောတရဏာနိတရဏဂုံသုံးပါးတို့ကိုမြဲကြပါရဲ့လားမြန်မာလိုပြောတော့တရဏဂုံသုံးပါးမြဲကြပါရဲ့လားလို့ဒီလိုမေးတယ်ဟုတ်ပြီနော်အေးရှင်အာနန္ဒာကတက္ကရာမကြီးလာရောက်ပြီးတော့ဘုဒ္ဓကြပြီဆိုနံပါတ်1မေးလိုက်ပါပြီကိစီဥပါဒကဥပါတိကေတိနိတရဏာနိတက္ကကြီးတို့တက္ကပါကြီးတို့တရဏဂုံသုံးပါးမြဲကြပါရဲ့လားကဲဘုမောကလည်းမေးလိုက်ပြီပရိသတ်ရဲ့တရဏဂုံသုံးပါးမြဲကြပါရဲ့လားတရဏဂုံသုံးပါးမြဲကြပါရဲ့လားဓာတ်တည်နဲ့ဒီကိုယ်ွယ်သေးလားကိုကြီးကျော်တရဏကိစ္စမီလုပ်သေးလားမလုပ်နဲ့တော့အခုကဓာတ်တည်နဲ့ဒီပြည်နေရရရာတွေပေါ့ပေါက်နေတာပဲဟုတ်ပြီနော်တဏ္ဍဂုံသုံးပါးကိုစင်စင်ကြင်ကြင်နဲ့ဘဝတတ္တဘလို့ကိုယ်ွယ်ရအတ္တရမိခိုရအဖြစ်ကိုယ်ွယ်စိတ်ကကြဖို့မလိုဘူးလားတဏ္ဍဂုံဘယ်နှပါးရှိပါရိပါလေဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိဗုဒ္ဓတရဏကိစ္ဆာမိဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကိုတရဏကိုယ်ွယ်ရဝိကိစ္ဆာမိကိုယ်ွယ်ပိုင်စိတ်ကပိုင်တိမပိုင်ဓမ္မတရဏကိစ္ဆာမိဓမ္မမလေးရဖို့လေးတဲ့နိဗ္ဗာန်ပရိယောဆိုသောစေတံတော်တရားတော်မြတ်ကိုလည်းပဲတရဏကိုယ်ွယ်ရဝိကိစ္ဆာမိစိတ်ကပိုင်တိမပိုင်သံဃာတရဏကိစ္ဆာမိသံဃာသမုဒိပရမတ္ထနဝနှဖျားသောသံဃာတော်ရှင်သူမြတ်တွေကိုလည်းပဲတရဏဘဝတတ္တကိုယ်ွယ်ရဝိကိစ္ဆာမိစိတ်ကပိုင်တိမပိုင်လို့တို့ရဲ့ဘဝတတ္တမှာကိုယ်ွယ်အားထမြတ်လို့ပူဇော်ရအဖြစ်နော်ကိုယ်ွယ်စိတ်ကတဲ့ယရဏ3ပါးတရဏဂုံ3ပါးပဲရှိရမယ်ပေါ့ဟုတ်ပြီနော်ဘုရားရဲ့တရားရဲ့သံဃာရဲ့ဒီထဲမှာကိုကြီးတော်ပါလားမနေ့လေးပါလားနော်အေယဝရီကဥရှင်ကြီးကောပါလား38ပဲအတွန်းပြဘယ်မှာမဟုတ်ပါဟုတ်ပြီနော်ဘဝတတ္တကိုယ်ွယ်ရလို့မှန်မှန်ကန်ကန်ကိုယ်ွယ်စိတ်ကရပါသည်ဖယားတရားသံဃာယရဏဘုဏပါအဲ့ဒီယရဏသုံးပါးကိုတရဏကိုယ်ွယ်ရအဖြစ်နဲ့ကိစ္ဆာမိဘဝတတ္တကာလပတ်လုံးမတိမ်မဆောင်စီပဲနဲ့တပည့်တော်တို့စိတ်ကပ်ပါ၏လို့တရဏဂုံသုံးပါးမြဲဖို့မလိုဘူးလားအေးဒါကြောင့်တရဏဂုံသုံးပါးအခုခေတ်ပြက်ကာလမှာဆွဆွမြဲမြဲဖြစ်ဖို့လိုတယ်ဗျာတော့တရဏဂုံသုံးပါးရွေ့ရတာမခက်ဘူးကလေးလည်းရတယ်လူကြီးလည်းရတယ်တနိုင်ငံလုံးမရဘူးလားအေးဒါကြောင့်တရဏဂုံသုံးပါးကိုဆွဲရွေ့ရမယ်မြဲရွေ့ရမယ်ပြောဘယ်လိုရွေ့ရမလဲဆွဲရွေ့ရမယ်မြဲရွေ့ရမယ်နောက်တစ်ရုပ်မှရကြာရွေ့ရမယ်နာရွေ့ရမယ်ပြောကြာရွေ့ရမယ်နာရွေ့ရမယ်ဒါကြောင့်ပရိသတ်ဆွဲရွတ်ပါမြဲရွတ်ပါကြာရွတ်ပါနော်နာရွတ်ပါအရာရာဖြစ်မှာပရိသတ်အရာရာအောင်မြင်မှုတိုးတက်မှုတွေရအញ្ញကင်းဘေးရှင်းခြင်းနဲ့ဆိုရင်တရဏဂုံသုံးပါးဆွဲမြဲရွတ်ဖို့မလိုဘူးလားကြာနဲ့နာရွတ်ဖို့မလိုဘူးလားအေးဒါကြောင့်ရွတ်လေရလေရွတ်လေတိုးလေရွတ်လေများလေရွတ်လေပွားလေပဲလို့မှတ်ပါဗျာဟုတ်ပြီနော်ရွတ်နေုံနဲ့ရမယ်ရွတ်နေုံနဲ့လည်းပဲရမယ်စိတ်ထဲကနေလည်းပဲလေးနက်နဲ့တရဏဂုံသုံးပါးရဲ့အပေါ်မှာပရိသတ်ရဲ့ယုံကြည်ဖို့တတ်ဝင်ဖို့မလိုလားဟုတ်လားပေါ့အခုယောဂီတို့နော်အများနဲ့ဆိုနေတယ်လေယုံကြည်ခြင်းမှာပြောပါလေယုံကြည်ခြင်းမှာစိတ်ဖြောင်းစွာဖြင့်လွန်စွာအထုနာနှင့်ယုတ်ကိုဖြစ်ချုပ်ဉာဏ်မြင်ဤငါအမှန်ပဲမရကြောင်းဒီနေ့ယောဂီတို့ဝိပဿနာတော့အထုတ်တယ်တရားစကားဝင်ကြတယ်ဆိုတာတခြားလားမဉ္ဇဉ်ရကြလားမဉ္ဇဉ်ရခြင်းပြည့်စုံမဲ့အင်္ဂါရက်ထဲမှာပရိသတ်ရဲ့နံပါတ်1ကယုံကြည်တဲ့ယုံကြည်မှုရှိရမယ်လို့ပြောတာအဲ့ဒီယုံကြည်မှုရှိရမယ်ဆိုတာယရဏသုံးပါးရဲ့အပေါ်မှာသက်ဝင်နေညယုံကြည်တတ်ရမယ်လို့ပြောတာဗျာသရာတရားမှမခံရင်တော့ကုသိုလ်ပဲရမယ်မဉ္ဇဉ်တော့ရပါမလားတတိထားဖို့မကောင်းဘူးလားဒါကြောင့်ယုံကြည်မှုခံပါရမယ်တဲ့ဘယ်အကြောင်းနဲ့မှယုံကြည်မှုမပြတ်စေနဲ့
တရားစကန်လိုက်တယ်တစ်စကန်ပြီးတစ်စကန်တစ်နှစ်ပြီးတစ်နှစ်အထုတ်တယ်ဘာမှသိဉာဏ်တွေကတိုးမလာဘူးငါကွယ်ဒီဘဝနဲ့ကျွတ်တန်းလို့နဲ့ပုဂ္ဂိုလ်မှာဟုတ်ရဲ့လားလို့ကိုယ့်ကိုယ်တန်ကြဖြစ်ပြီးတော့ဘာသာရေးလမ်းကြောင်းပေါ်ကနေလွတ်ဖယ်သွားတဲ့ဒကာကြီးတွေဒကာမကြီးတွေအများကြီးပဲဟုတ်ပြီနော်အေးဒါကြောင့်ကိုယ်နဲ့ထိုက်တန်လို့ဝိပဿနာအထုတ်ပေါ်ရတာဒါကြောင့်ဝိပဿနာအထုတ်မဲ့ယောဂီများဒီအခြေခံအပြင်တော့ယုံကြည်တဲ့တရားတရားခိုင်ဖို့အရေးမကြီးဘူးလားအေးတရဏဂုံ၃ပါးမြဲဖို့မလိုဘူးလားအေးတော့တရဏဂုံနဲ့ပတ်သက်ပြီးတော့ဒီနေရာမှာလူငယ်တွေလည်းပါလို့နော်တော့တရဏကမ္မရိယမထေရကြောင့်ပြောဖို့မဲ့တော့စာပေမှာမတန်းတင်တယ်တရဏကမ္မရိယမထေရတဲ့သူကတာဝဋ္ဌိမျိုးကအယုဒ္ဓတရားတော့တာဝဋ္ဌိပြည်မှာနော်မိသားစုတစုရှိတော်တော်နဲ့လည်းဆိုကြပါစို့မိဘများကောလွန်နိစ္စရောက်တော့တမိုးအောင်မှာမောင်နှမ2 ယောက်ပဲကြံခဲ့ကြတယ်မောင်နှမ2 ယောက်ကြံတော့အချိန်နဲ့အရွယ်ရောက်လာတော့အခုဖြစ်တဲ့ပုဂ္ဂိုလ်ကတာဝဋ္ဌိနဲ့အဝတ္တမှာဝေးတဲ့တောရဇနပုဂ္ဂိုလ်အယုဒ္ဓမိနဲ့အိမ်အောင်ကြအဲ့တော့တာဝဋ္ဌိမျိုးထဲမှာသူ့ရဲ့နှမငယ်လေးတယောက်ပဲကြံခဲ့အဲ့တော့အချိန်နဲ့အရွယ်ရောက်လာတော့နှမကလေးလည်းအိမ်အောင်ရတာကြပေါ့အိမ်အောင်ရတာကြတော့ပရိသတ်ကြီးကိုလေးလက်ဝင်ဖြစ်လာပြီကိုဝင်ရင်မှကြီးဖြစ်လာကိုဝင်ရင်မှကြီးဖြစ်လာတော့တမိုးအောင်မှာတယောက်တည်းသာရှိတဲ့သူ့ရဲ့အကိုကြီးကိုတတိယပြီပေါ့နော်မိဘကလေးဆိုမိဘတွေအားကိုးပြီးတော့တတိယလို့ပဲနော်မိဘများမရှိတော့သူ့ရဲ့မောင်ဘွားဖြစ်တဲ့အကိုကြီးတတိယတော့ယောက်ျားရဲ့အကိုကြီးရှိတဲ့တော့ရောက်သွားပြီးတော့မိဘချင်းရဲ့ဒါကြောင့်အကိုကြီးစီကိုလိုက်ပို့ပါလို့သူ့ရဲ့လင်သားကိုပူဇော်တယ်ပေါ့ပူဇော်တော့ကေတာဖြစ်နေပဲအဲ့ဒီဒေသသွားကြတာပေါ့ဆိုပြီးတော့လေမယန်းနဲ့ထုတ်ကိုယ်ဒီဆွဲပြီးတော့တာဝဋ္ဌိမျိုးတွေကထွက်လာပါတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကလည်းပဲနော်အဲဒီမနက်ကင်းမနက်ဘုဒ္ဓအလင်းရောက်တော့နောက်ပါချမ်းရတန်ဃာတော်နဲ့တပိတ်ပိုက်ပြီးဆုံးကကြွလာလမ်းကုန်းနဲ့တဏှာမှာအဲ့ဒီခရီးတော်ကိုထွက်လာတဲ့ဇုံတွဲနဲ့တော့တွေ့တာတော့တယ်တော့အနာဂနတဉာဏ်နဲ့ရှေ့ကိုမျောပြီးတော့ကြည့်လိုက်တော့ဒီကလေးမှာဒုက္ခရောက်လိမ့်မယ်လို့ဘုရားရဲ့ရွှေဉာဏ်တော်ကွန်ရက်မှာပေါ်မလာဘူးလားပေါ်လာရောတော့ချက်သမီးနော်အန္တရာယ်ဆိုတာကပြောလို့ရတာမဟုတ်ဘူးသွားရမယ့်ခရီးကလည်းအမတန်မှဝေးလာတယ်ဒါကြောင့်ဘယ်နေရာရောက်တရဏဂုံ၃ပါးဆွဲမြဲရွတ်ပါချက်သမီးပရိသတ်ရဲ့ရှင်တော်ဘုရားကမမှားဘူးလားအေးဘေးအန္တရာယ်တစ်စုံတစ်ရာတွေ့လာပြီဆိုလို့ရှိရင်ငါဘုရားကိုယ်သာတတ်လိုက်ပါစေသမီးဗုဒ္ဓံရဏကိစ္ဆာမိဓမ္မရဏကိစ္ဆာမိသံဃာရဏကိစ္ဆာမိလာတတ်လိုက်ပါစေသမီးဘေးရာကင်းလို့ချမ်းသာခြင်းဒုက္ခနဲ့ပြည့်စုံပါလိမ့်မယ်လို့ဒီလိုလေးဟောလိုက်တော့ပတ်သားသွားတာအဲ့တော့ဘုရားကိုဥချဘုရားကလည်းဆုံးခံကြွားသူတို့ဇတိမာနခရီးပိန်တော်ခရီးလမ်းခရီးကိုဆက်လာတယ်ပေါ့ဒီလိုနဲ့ကိုကြီးရွာရောက်တော့မောင်နှမနဲ့ဝမ်းသာအားရပြောကြတယ်ပေါ့နောက်တော့လုပ်ငန်းဆောင်တာကိစ္စတွေရှိတော့ခမကလေးငါတာဝတိကိုပြန်အောင်မယ်ကွဲ့ဆိုပြီးတော့အယုဒ္ဓကတာဝတိပြန်သွားသူ့ရဲ့အကိုအရင်သွေးသားရင်ဆိုတော့စိတ်ချလက်ချနဲ့ပရိသတ်ရေမထားခဲ့ဘူးလားတော့ဒီလိုနဲ့ရက်ကလေးကြာကိုငါလည်းပဲကိုလာစေလာလွန်မြောက်လာတော့ပြီးဖွားမယ်စေပေါ့အဲ့ဒီအချိန်မှာတော့အကိုကြီးရဲ့မိန်းမတို့ဗမာနေနဲ့ဆိုဘယ်လိုပြောမလို့ဘာတော်တာတော့ရောင်းမတော်တာဟုတ်လားဘုရားကမကြီးနဲ့ရောင်းမမကွဲဘူးဗျာတော့ခဏလွဲတယ်အဲကြောင့်ပြိတ္တကုညီယူရတယ်နော်ရောင်းမပေါ့ရောင်းမကနော်တော့တာဝဋ္ဌိမှာမိဘဆံအမွေဆံပစ္စည်းတွေကျန်ခဲ့တယ်ဆိုတာလည်းသူသိတယ်သိတော့အကောက်ကြံပြီပေါ့သူ့ရဲ့လင်သားကိုပြောတယ်မောင်ကြီးရဲ့ကျမအခုရပိုင်းချင်းချင်းတက်တယ်ဘာတွေချင်းချင်းတက်တယ်မပြောချင်ပါဘူးတော့ပြောလိုက်ရဲ့တော့ကကျမရိုက်မှာဘောဟာဘာလို့ရရမှာလဲပြောပါဆိုတော့ပရိသတ်ရဲ့မေးပါများတော့တခြားတော့မဟုတ်ပါဘူးနော်ရှင့်ရဲ့ညင်မအသားကိုဝင်စေရဲ့အသားကိုကျမစားခြင်းစိတ်တွေဖြစ်နေတယ်လို့ဒီလိုပြောတယ်ဗျာပြောလဲပြောရမတော်ပါဘူးကွယ်တပုတ်အောင်မှာဒီညီမလေးတယောက်သာရှိတော့ငါမလို့ရဘူးကွယ်လို့ဒီလိုတက်ကညင်းရှာတယ်ပေါ့ဘလောက်ပဲညင်းပြောပါများလာတော့တို့ဗမာစကားရှိတဲ့အမေပြောတော့တလားမယားပြောတော့နော်တညလည်းကြောက်အောင်ခဏနဲ့ပြီးတော့မှာဟုတ်လားမယားပြောတော့ခဏတဲ့ပြောပါလေများလာရောအကူကြီးကဒေါသစိတ်တွေဝင်လာပြီပေါ့ဒါကြောင့်အကောင့်ကြံတော့နောက်ရမနဲ့လဲပြင်းတမလေးငါတို့အဖေမေရဲ့လက်ထက်တုံးကနော်အဲ့တော့အကျွေးတွေပေးထားတာငွေတိုးတွေချမ်းတယ်ပတ်စံဟိုတော်ရန်ရည်တပည့်ရွာမှာအများကြီးရှိတယ်
အဲ့ဒီရောသွားပြီးတော့တို့မောင်နှမတော့အကျွေးသွားတောင်းကြစို့ဆိုပြီးတော့မလိတ်တစ်ပတ်နဲ့လက်တော်တင်ခေါ်လာတော့တိုးကြီးလေးနဲ့ရောက်ရောပရိသတ်ရေနော်အကိုကြီးကလက်ကိုရက်ပြီးတော့နှမလေးကိုနော်လက်ဘောကဆွဲချအဲ့တော့ကိုမူရရင်နှုတ်မူရရင်ကြမ်းတန်းလေးတွေဖြစ်လာဟာကိုကြီးဘာဖြစ်တာလဲဘာဖြစ်တယ်လဲမမင်းနဲ့နင်းကိုငါတတ်ဖို့ခေါ်လာတာလို့ပြောလိုက်ရောနှမလေးကအံ့ဩမှုလည်းဖြစ်ကြောက်ရွံ့မှုလည်းပဲပရိသတ်ရေမဖြစ်ရဘူးလားအေးအဲ့လိုနဲ့ဘာကြောင့်သက်ရှင်တာလဲတခြားတော့မဟုတ်ဘူးကွနေရှိနေတဲ့ပိုင်ဆိုင်တဲ့အမွေဆိုင်ပစ္စည်းငါအားလုံးယူမယ်ငါရဲ့ဇနီးမြတ်နေသားကိုစားကျင်တဲ့ဒါကြောင့်တက်ဖို့ဒီတော်တဲ့ခေါ်လာတာလို့ပြောတော့တမကလေးကခြေတော်ဖက်တောင်းပန်နေပေါ်ဘလောက်ပဲတောင်းပန်လောဘရမတ်ဒေါသအမျက်တွေထွက်နေတဲ့အကိုကြီးကနောက်မလျှော့ဘူးပေါ့အဲ့တော့ကျွန်တော်နဲ့ကံတုံးနဲ့ရဆွဲလာရလာဖြစ်တော့ပရိသတ်ရဲ့ဆင်းရဲဒုက္ခမျိုးစုံမကြုံရဘူးလားအဲ့ဒီအချိန်မှာဖြစ်ချင်တော့ကံဆုံးမှတော့ရမိုးတိုင်းလို့ရွာလို့ပဲပြောရမယ်ပေါ့နော်မတော်တဆမိဖွားခြင်းလေတဲ့ဗျာနော်မိဖွားခြင်းတော့ကိုကြီးရဲ့နော်မိဖွားခြင်းတွေဖြစ်လာပြီဒါကြောင့်ဟိုးချုံပွဲမှာသွားပြီးတော့ကလေးလေးမွေးပြစီခက်တာခဏသိခံပေးပါလို့ဘလောက်ပဲတောင်းပန်ဒေါသအမျက်ထွက်လောဘရမတ်ဒီအာကြီးနေတော့ကိလေသာအချင်းအောင်ဆုံးကအချင်းဟောကအမတန်မှအပြင်းနေတော့ခွင့်မလို့ဘူးတဲ့ဗျာဆွဲလာရလာရိုက်လာနဲ့လာလုံနေခြင်းတဲ့ပရိသတ်ကြီးအဲ့ဒီမှာမိဖွားသွားဘေးပါတော့သွေးတန်တရွှဲနဲ့အရေးကြီးတွေကြားမှာတရိသတ်လေးကိုရအောင်ယူပြီးတော့ရကွာနဲ့မှာပိုင်ပြီးတော့တောင်းပန်နေတော့ဘလောက်ပဲတောင်းပန်ဒေါသအမျက်ချောင်းထွန်းနေတဲ့အကူကြီးကတော့သိခံရလားဒီမကန်တော့ပြောရေးဆိုရင်ရရင်နှက်ရဲနဲ့နော်ခြေလေးဆက်သွားရင်ညောင်ရင်ကြီးအောင်ကိုရောက်သွားညောင်ပင်ကြီးနဲ့အောင်လေရောက်တော့ညောင်ပင်မြင်လိုက်တော့ဖယားသတိရသွားဖယားနဲ့သတိရသွားတော့ဩသာဝတိကမြို့ကထွက်လာဘယ်လိုလင်မယားနဲ့ဖယားနဲ့တွေ့တော့ကဖယားမှားလေစကားတော့ဘေးဒုက္ခကြုံလာပြီဆိုရင်ငါဘုရားကိုသာသတိရလိုက်ပါဗောဓသရဏကိစ္စမိလို့သာတန်းလိုက်ပါအနေကင်းဘေးရှင်ပါလိမ့်မယ်လို့ရှင်တော်ဘုရားကပြောလိုက်တာအဲ့ဒီတော့မှဘုရားကိုတတိလေးရရောရိုက်လက်နေတဲ့ဈာကလက်အုပ်လေးချီရေကုန်လက်မှာကလေးလေးထွေးပွေးပြီးတော့ပရိသတ်ရေဗောဓသရဏကိစ္စမိဗောဓမြတ်စွာဘုရားကိုသရဏကိုယ်ွယ်ရဟု၍ကိစ္စမိစိကပိုင်တိမပိုင်ဓမ္မသရဏကိစ္စမိဓမ္မမလိညပုလိဒံနိဗ္ဗာန်ပရိယောဆိုသောစေရသောတရားမြတ်ကိုလည်းပဲတရဏဘဝတတတကိုယ်ွယ်ရဟု၍ကိစ္စမိစိကပိုင်တိမပိုင်သံဃာတရဏကိစ္စမိသံဃာသမုဒိပရမတ္တနဝနဖြာသောသံဃာတော်ရှင်သူမြတ်တွေကိုလည်းပဲတရဏဘဝတတတကိုယ်ွယ်ရဟု၍ကိစ္စမိစိကပိုင်တိမပိုင်လို့တရဏဂုံ၃ပါးဆွေမြဲယူလိုက်ရပေါ့ရွှေလဲရွှေရောပရိသတ်သူ့ရဲ့အမျိုးသားကလှဲကြီးနဲ့ရောက်လာတော့အဲ့တော့နွားရဲ့ကျိုးတွေကိုကိုင်လဲကြီးကိုလုံးဆိုင်ပြီးတော့တစ်ဘက်ကနွားရဲ့ကျိုးကိုကိုင်တစ်ဘက်ကလည်းပဲဓမ္မကြီးနဲ့ပရိသတ်လာတဲ့ဟန်ပေါ်လာဟာငါရောက်ပါတော့ဘယ်သူဖုံးဆက်တယ်မသိဘူးဒါကလည်းကျုပ်ကရှာရှိတာပါဗျာအစာထဲမှာတော့မပါပါဘူးနော်အဲ့တော့ဘယ်သူကြောင်းချလိုက်တယ်မသိဘူးတော့လက်ကြီးနဲ့လာငါတော့တတ်တော်မှာပဲငါရဲ့စိတ်ရုပ်စိတ်ပုတ်တွေသိသွားပြီလို့ကြောက်တော့တော်တယ်ကိုဝင်ပြေးတာအဲ့ဒီတော့မှမြို့သားကသူ့ရဲ့ဇနီးများနဲ့ကလေးလေးကိုလဲပေါ်တင်ညခရီးလဲပြင်းနေတယ်ပေါ့ခရီးပြင်းနေတဲ့တာဝတိမြို့နိုင်ရောက်လာတော့မြို့တကားကပိတ်သွားပြီမြို့တကားပိတ်တော့မြို့ရဲ့အပြင်ဘက်ဇရက်ပေါ်မှာပဲတော့တနေ့တာပြန်မှန်းခဲ့တယ်တော့မိနေတဲ့တော့ကလေးကလည်းပြဖွာတော့ဆင်းရဲဒုက္ခများလွန်းတော့ခက်တက်ခဏအိပ်ပျော်သွားအဲ့တော့မနက်ကဝေဒီဝလင်းရောက်တော့သူ့ရဲ့အမျိုးသားအာကိုလေးလှည့်ကြည့်တော့မျိုးသားကမရှိလှဲလည်းမရှိနွားလည်းမရှိတော့အဲ့တော့ဇရက်ပေါ်မှာသူနဲ့သူ့ရဲ့ကလေးလေးသွေးတန်တရွှဲရွှဲနဲ့အိပ်စက်နေတာမြင်တော့အမျိုးသားကလည်းပဲငါအမျိုးသမီးသွားတယ်ဘယ်တော့ကဒီနေ့ဒီချိန်ဆိုရင်တော့ကလေးမိဖွားပြီးတော့ဇနီးမယားနဲ့ကလေးခေါ်ဖို့အတွက်ငါခရီးသွားမှာပဲလို့မျိုးတဲ့ကထွက်လာအဲ့တော့မျိုးတကားကလမ်းပြီးတော့ကြည့်လိုက်ဟိုကလမ်းနေတာငါမျိုးသားနဲ့ဒူလိုက်တာလို့သူကလည်းစောင်းလိုက်နေပေါ့အနမ်းလည်းရောက်လာရောနော်ယောက်ျားရဲ့မိန်းမကြီးဖြစ်သွားတယ်ပေါ့ဗျာအဲ့တော့မှကြည့်လိုက်တော့ယောက်ျားပဲသွားတာတော့ကျမကတော့မနေ့ညကကြောက်လိုက်တာမနက်မို့တော့အလင်းရောက်တော့လည်းပဲအာကိုတကြီးနဲ့ထိထိပြန်ယောက်ျားရှာတော့ယောက်ျားလည်းမတွေ့လဲနွားတွေလည်းမတွေ့တော့ပါတော့ပဲသွားတာတော့လို့မေးတော့ဟဲ့အခုမနက်မှငါမျိုးတွေကထွက်လာတာတဲ့ဒီလိုလဲပြောလိုက်ရောအမျိုးသမီးတတိယသွားပြီသေချာပါ
သူတော်ကောင်းကိုနှက်ကောင်းမှတာဖြစ်လိုက်ပဲပရိသတ်ရေမတွေ့ဘူးလားဘယ်သူကကယ်လိုက်တာလဲလို့မေးရင်ဖယားကိုတန့်လိုက်လို့သူတော်ကောင်းတက်တည်ကိမ့်သွားတယ်အခါနော်ညောင်မင်းကိုစောင့်နေရုပ်ကစိုးနှက်ကကယ်လိုက်တာတဲ့ဗျာနော်ဇာပေဘောတော်မှတ်တမ်းတင်ထားတယ်နော်သူတို့ရဲ့ပိုင်နဲ့ထဲမှာသူတော်ကောင်းတွေဘေးရန်အနေနဲ့သုံးရကျုံပြီးဆိုလို့ရှိရင်မဖြစ်မနေကယ်တင်ပေးရတယ်မကယ်တင်မှုဆိုလို့ရှိရင်လက်သမင်အစည်းအဝေးမှာပါဝင်ဆင်နွှဲဖို့မရဘူးတဲ့ဗျာတော့နမင်းကြီးလေးပါတပါးပါးရဲ့အပြစ်ပေးအရေးယူမှုတွေပဲခံရတယ်တဲ့ဒါကြောင့်ပရိသတ်ရဲ့တော့ဗမာစကားပုံရှိတယ်သူတော်ကောင်းပြန်ပြောပါသူတော်ကောင်းနှက်ကောင်းပါလေတဲ့ဗျာနော်လက်မြတ်နှက်ကောင်းတွေကမာပြီးတော့ဘေးလိုက်တော့အန္တရာယ်ကင်းဘေးရှင်းစွာနဲ့သာဝတိမြို့ပြန်ရောက်မလာဘူးလားဒါကြောင့်ပရိသတ်ဤတဏ္ဍကုံ၃ပါးဆွေဆွေမြဲမြဲရှိရမယ်လို့ဘုရားကဒီလိုပြောတာသဘောပေါက်သလားတဏ္ဍကုံဘယ်နှပါးကဲတစ်ထက်ရှိတော့မှတ်မိပါလေပြန်ပြီးတော့စောင့်တည်ကြရအောင်အလို့ဆိုဗုဒ္ဓံတရဏံကိစ္ဆာမိတရဏဂုံဘဏ္ဍပါအဲ့ဒီ၃ပါးကိုဆွဲဆွဲမြဲမြဲယူရမယ်ကြာကြာနဲ့နာနာရွတ်ဖို့မလိုဘူးလားအေးအခုလည်းပဲဘုရားကိုတတ်လိုက်တရဏဂုံမြဲလိုက်တာနဲ့တပြိုင်နက်ပရိသတ်အန္တရာယ်ကင်းဘေးရှင်းပြီးတော့သူတော်ကောင်းတွေရဲ့မဆာမှုမခံရဘူးလားတချို့ကားမောက်တယ်လေကားမောက်တာချင်းအတူတူတချို့ကကားမောက်တာကနေလွတ်လာတယ်ဟုတ်ပြီနော်အခုဒါဘမို့ဒီ9လပိုင်းဆိုရင်ကားမောက်တာ9လပြည့်ပြီနော်ဒါပြီးခဲ့တဲ့2025ဒီဇင်ဘာ18ရက်ကညောင်ဦးကိုတရားပွဲသွားရင်အခုဒါဥဒိကတော်ဟောတဲ့အကြောင်းပေါ့နော်ဥဒိကကြီးအဲ့ဒီမှာမိတ်ဆက်ပေးထားအဲ့ဒီအကြောင်းမှာတရားစခန်းဟောမယ်ဆိုပြီးတော့ဒါဘုံဘုံတော့ခီးထွက်လာအဲ့တော့မနေ့ခွန်ဝဲရှင်တိုင်းကထွက်လာတယ်အဲ့တော့17ခွဲလောက်135မိုင်မှာကတကနာနတ်နေဆုံးဘုံနဲ့ပြီးရကားပြန်ထွက်တယ်17နာရီခွဲလောက်ကျတော့နေပြီးတော့214မိုင်9ဖာလောက်ရောက်သွားအဲ့ဒီနေရာမှာရှင်မောင်းရုပ်ရအိမ်ငိုင်းပြီးတော့နော်ကမ်းမောက်သွားတယ်ကမ်းမောက်တော့အဲ့ဒီမှာငလိုက်ချောင်းတရားဆိုတာရှိအဲ့ငလိုက်ချောင်းတရားကတော်တော်ရှိတာအဲ့တော့ငလိုက်ချောင်းရဲ့တရားရဲ့ညာဘက်ပလပေါင်းကိုဘိန်းကဝင်အောင်တော့ဘိန်းနဲ့ပွန့်ထွက်သွားအဲ့တော့ရုပ်တရက်တကားကြီးကကြောက်လန့်ပြီးတော့ကားကိုဘယ်ကိုဆွဲကြဟိုးတရားတိတ်တိရောက်သွားအဲ့ဒီမှာသူကခုံချသွားတယ်ဦးစင်းနဲ့ကားနဲ့နှစ်ခုနဲ့နှစ်ပါးနဲ့လဲနေတာတော့ခုနှစ်ဘက်ရှိဘက်လဲပြီးတော့ရန်ကုန်ဘက်ပြန်ဦးတီနောက်တစ်ဆင့်ပြန်တိုက်နော်အပေါ်မြောက်ပြီးအောက်ကိုပြန်ကြအဲ့ဒီအချိန်မှာကားကတစောင်းဖြစ်ပြီးတော့မှောက်သွားတော့ဘုံမဒီမှာလက်ညိုးလေးတွေထိထားနော်အဲ့ဒီမှာပရိသတ်ကြီးဘာကခွဲသွားလဲလို့လေကံကခွဲသွားတာဟုတ်ပြီနော်ကားစီးတာချင်းအတူတူခီးသွားတာချင်းလည်းအတူတူကားမောက်တာချင်းလည်းအတူတူတကားကြီးကတော့နေရာမှာပဲစိုးသွားရှာတာဘာကခွဲသွားကံခွဲသွားတာဟုတ်ပြီနော်ဒါကြောင့်တော့အရေးတဲ့နော်ကျင်းတဲ့ကျက်တဲ့အခက်အခဲကြုံလာပြီဆိုလို့ရှိရင်ကိုယ်မှာအားကိုးအားထားရကုသိုလ်ရှိဖို့လိုတယ်ဒါကြောင့်တရဏဂုံသုံးပါးမြင်ရမယ်လို့ပြောတာအဲ့ဒါကိုရည်ညွှန်းပြီးတော့အရေးတကြီးနဲ့ရှင်အာနန္ဒာကဒကာတွေဒကာမတွေတွေ့ပြီဆိုတာနဲ့မေးတယ်ဒကာကြီးတို့ဒကာမကြီးတို့တရဏဂုံသုံးပါးမြဲကြပါရဲ့လားလို့အရှင်အာနန္ဒာကအရေးတကြီးမမေးဘူးလားကဲကိုလည်းပဲဘုံဘောကမေးပါပြီယောဂီတို့တရဏဂုံသုံးပါးမြဲကြပါရဲ့လားမြဲဖို့မလိုဘူးလားအေးတရဏဂုံသုံးပါးမြဲမှယုံကြည်မှုခိုင်မာမယ်ယုံကြည်မှုခိုင်မာမှမဉ္ဇဉ်ပူညာလည်းရနိုင်တယ်ပေါ့အခြေခံအားဖြင့်တော့တရဏဂုံသုံးပါးမြဲခြင်းဆိုတဲ့တရားတရားခိုင်ဖို့မလိုဘူးလားအေးနော်အခြေခံကိုဘုံကပြောနေတာတရားမခိုင်ရင်တရားအတုကုသိုလ်တော့ရနိုင်မယ်အတိတို့ဉာဏ်တို့တော့ရနိုင်ပါမလားဒါကြောင့်တရဏဂုံသုံးပါးဆွဲဆွဲမြဲမြဲယူဖို့မလိုဘူးလားခုလည်းပဲတရဏဂုံသုံးပါးယူလိုက်တော့နော်သူတော်ကောင်းကနတ်ကကဲပေးလိုက်တော့မျိုးလေးရောက်လာအဲ့လိုလေကလေးလေးကနော်ရေကုန်ပိုက်ရွယ်ရောက်တော့အိမ်ရောက်တော့ယောက်ျားကိုပြောပြလိုက်ဒါသိကြပြီဒါဘုရားကိုတတ်လိုက်လို့နော်တရဏဂုံသုံးပါးမြင်လိုက်လို့သူတော်ကောင်းကိုနှက်ကောင်းပါတာပဲတို့ဘုရားနဲ့တန်ဃာတော်တွေအိမ်ပင့်စွန့်ကကြစို့လို့လင်ကိုမရတိုင်ပင်ကြတိုင်ပင်ပြီးတော့တို့နဲ့လွယ်ပြောကြပါဆိုအိမ်မှာဘုရားနဲ့တန်ဃာတော်တွေ9ရက်တိုင်တိုင်စွန့်ကတယ်ပေါ့စွန့်လည်းကဲ့ရောစွန့်ကပြီးတော့တရားနဲ့နာမယ်ဆိုတော့လက်ရက်သားလေးပဲရှိသေးတယ်သားကလေးကိုဒီကုန်းနဲ့ထဲ
လောက်မရှိတဲ့ကလေးနဲ့လက်ကလေးတစ်ဖက်ကိုယူပြီးတော့လက်ကလေးဆိုးပြီးတော့မိခင်လို့တဲ့ပုဂ္ဂိုလ်ကဗုဒ္ဓသရဏကိစ္ဆာမိဓမ္မသရဏကိစ္ဆာမိသံဃာသရဏကိစ္ဆာမိလို့တဏှာကောင်၃ပါးစောင့်တည်ပေးပါတဲ့ဒါကြောင့်သူ့နာမည်တွန်သွားတယ်တရဏလူလေနဲ့ဗျာပြောသူရတော့အဲ့ဒီတရဏလူလေက9နှစ်ရွယ်ရောက်လာတော့ဗျာကြောင့်သွားကိုရင်ဝဲပြီးတော့ရန်တရားအထုတ်ဝိပဿနာလည်းအားထုတ်လိုက်ရောခန္ဓာကိုယ်ရဲ့ဖြစ်ဖြစ်ပြောင်းလဲတဲ့တဘာဝကိုမြင်ခန္ဓာဖြစ်ဖြစ်ပြည့်မြင်ကဘုံဘုံရာကဆုံးတော့9နှစ်သားနဲ့ယဟန္တာမထေကြီးဖြစ်ရတယ်တဲ့ဗျာအခြေခံကတော့တရားတရားခိုင်လို့လားမခိုင်လို့လားတရဏဂုံ၃ပါးမြဲလို့လားမမြဲလို့လားဘုံဘုံပြောနေတာယောဂီတို့သဘောပေါက်သလားတရားခံရမယ်နော်ဒီတရဏဂုံ၃ပါးမြဲမယ်တစ်ဖက်ကလည်းတရားအထုတ်တယ်တစ်ဖက်ကလည်းလက်စင်ကရှိနေတစ်ဖက်ကလည်းတရားအထုတ်တယ်တစ်ဖက်ကလည်းရရာကခြေရဆိုရင်အစဉ်ပြေပါမလားတတိထားဖို့လိုတယ်နော်တရားစကားနေထဲလဲလိုက်ပြီးတော့တိရုညံတို့မရသေးရဲ့ငါတရားတဲ့ဒီဂရီဘလောက်အနေနဲ့ရှိတယ်လဲလို့ကိုယ့်ဘာသာစမ်းစစ်ဖို့မလိုဘူးလားအကျိုးများအောင်တို့ကပြောနေတာသဘောပေါက်သလားဒါကြောင့်ရှင်အာနန္ဒာကတက္ကကြီးတွေတက္ကမကြီးတွေတွေ့ပြီဆိုလို့ချင်းကြံတာလူဤတည်းဗရဏမထားဘူးအရင်ဆုံးမေးလိုက်တယ်ကိစေဥပါဒကတိနိတရဏာတိတရဏဂုံ၃ပါးမြဲကြပါရဲ့လားလို့အရှင်အာနန္ဒာကမမေးဘူးလားကဲနံပါတ်1မေးခွန်းရပြီပေါ့တက္ကကြီးတွေတက္ကမကြီးတွေတွေ့ရဲ့တရဏဂုံ၃ပါးမြဲကြပါရဲ့လားလို့မေးခွန်းမေးတယ်ပေါ့နော်နောက်တစ်ခါနံပါတ်2ကိစေဥပါဒကပင်စသီလာနိရကတာတက္ကကြီးတို့တက္ကမကြီးတို့၅ပါးသီလလုံကြပါရဲ့လားပရိသတ်ရေမေကိုမမေးဘူးလားမေးပါရဲ့ဒီအခုလည်းဘုန်းကမေးပါမယ်တက္ကကြီးတို့တက္ကမကြီးတို့၅ပါးသီလလုံကြပါရဲ့လားလုံဖို့မလိုဘူးလားကဲဒါလေးတော့ကြုံလိုက်မယ်နော်အချိန်လေးလျှံသွားပြီနော်အဲ့တော့7 နာရီခွဲတော့မယ်အဲ့တော့နံပါတ်1မေးတဲ့မေးခွန်းဒီကိစီဥပါဒကပေသသီလနိရခတာဥပါဒကတက္ကကြီးတို့တက္ကမကြီးတို့ကိစီဘလို့ပါလဲပေသသီလနိ၅ပါးသောသီလတို့ရခတာနေနေညညဆောင်ထိန်ကြပါရဲ့လားလို့အရှင်အာနန္ဒာကမမေးဘူးလားမေးပါရဲ့ဒါကြောင့်နံပါတ်1မေးခွန်းမှတ်ရအောင်၅ပါးသီလလုံကြပါရဲ့လားတဲ့ဘယ်လိုနှုတ်ဆက်ပါလဲ၅ပါးသီလလုံကြပါရဲ့လားတဲ့ဒါကအခုကရန်တော်တွေလည်းအင်မတန်မှမသားကြကောင်းတယ်နော်တော့တက္ကကြီးတွေကမှဒီကိုကြောင်းလာပြီဆိုတက္ကကြီးတို့တရဏဂုံ၃ပါးမြင်ရဲ့လား၅ပါးသီလလုံရရဲ့လားလို့မေးဖို့မလိုဘူးလားလိုပါဘူးအဲ့လိုမေးတဲ့ဘုန်းကြီးတွေရှိလားမရှိပါဘူးနော်လေးသားတဲ့နော်ဒါလေးတွေသတိထားတဲ့ဒါဘုန်းဘုန်းတို့နိုင်ချွတ်ရှာဘူးရှာရင်းနဲ့ဒီလိုလေးတွေ့တာဟုတ်ပြီနော်ဒါဘုန်းဘုန်းကတော့တော့တက္ကကြီးတွေတက္ကမကြီးတွေကိုကြောင်းလာပြီဆိုရင်နော်ဒါလေးမေးဖို့စိတ်ကူးထားတယ်ဟုတ်ပြီနော်တက္ကကြီးဒီကောင်းလားကြမ်းပါလားဒါနောက်ထားအရင်ဆုံးမေးရမှာကတရဏဂုံ၃ပါးမြင်ရလားနံပါတ်1မေးရမှာက၅ပါးသီလလုံရပါမေးခွန်းမနှမျိုးရနောက်တကနံပါတ်3ကကိစေဥပဒကမာတတအတ္တဥပတတိကရောထာတက္ကကြီးတို့တက္ကမကြီးတို့ဥပုပ်ကောစောင့်ကြပါရဲ့လားလို့ဒီလိုမေးတဲ့နော်ဥပုပ်စောင့်ဖို့ကောမလိုဘူးလားအခုတရားစခန်းဆိုတော့နေ့စဉ်7ပါးသီလခံယူတော့9ရက်တိုင်ဥပုပ်စောင့်ကြမယ်ပေါ့ဟုတ်ပြီနော်ဒါကြောင့်ဥပဒကတက္ကကြီးဥပတိကတက္ကမတွေကိုကြောင်းတိုက်တာလာပြီဆိုလို့ချင်းရှင်အာနန္ဒာကနော်ကိစီဥပဒကဥပတိကေမာတတအတ္ထဥပတတိကရောထာတက္ကကြီးတို့တက္ကမကြီးတို့ဥပုပ်တရင်စောင့်သုံးကြပါရဲ့လားလို့နံပါတ်3မေးဖို့မမေးဘူးလားမေးပါရဲ့မေးဖို့ဘယ်နှမျိုးရနံပါတ်1ကတရဏဂုံ3ပါးမြဲကြပါရဲ့လားနံပါတ်2ကဘာဝတိလလုံကြပါရဲ့လားနံပါတ်3ကဥပုပ်စောင့်ကြပါရဲ့လားမေးဖို့ဘယ်နှမျိုးရနောက်တစ်ခါနံပါတ်4နော်ကိစီဥပဒကမန္တပိဒုနာဥပဒနာဝတ္တံပုရိထာကိုယ်မှာကျေးဇူးရှိတဲ့မိဘနှစ်ပါးရဲ့အပေါ်မှာတာဝန်ကြည်ကြပါရဲ့လားလို့ဒီလိုလဲမေးတယ်ဗျနော်တော့လူငယ်တွေဆိုလို့ရှိရင်မိဘအပေါ်မှာတာဝန်ကြည်ဖို့မလိုဘူးလားမိဘအပေါ်မှာတာဝန်မကြည်ရင်နောင်တတပူပန်စိတ်တွေများတတ်တယ်အဲ့ဒီနောင်တပူပန်စိတ်ကဘယ်နေရာမှာနှောက်ယှက်ပေးလဲဆိုတော့တရားအလုပ်အားထုတ်ရင်နှောက်ယှက်ပေးလာလိမ့်မယ်ဒါကြောင့်တော့တရားအထုတ်တဲ့ယောဂီတွေကနော်သူတော်ကောင်းတွေရဲ့အပေါ်မှာကာယကဝစီကမနောကကံ၃ပါးတစ်ပါးမှလည်းပြင်းမမိသိခံဖို့ခွန့်လွတ်ဖို့ဝင်ချရတာတောင်းမှရတာတွေမရှိဘူးလားရှိတာပေါ့အဲ့ဒါသိရင်မှလည်းရှိတယ်မာစီမှလည်းရှိတယ်မုတ်ကုတ်မှလည်းရှိတယ်
ဘာကြောင့်လဲဆိုအပြစ်တွေတစုံတရာရှိနေရင်အဲ့ဒီကံကြွန်းတွေကကိုယ့်ကိုနှောက်ယှက်နေတော့ဘလောက်ပဲတရားအထုတော့တရားမရတဲ့ယောဂီတွေအများကြီးမရှိဘူးလားဒါကြောင့်တော့မိဘအပေါ်မှာတာဝန်ကြည်ဖို့လိုတယ်ပေါ့နော်မိဘဘယ်နှမျိုးရနော်တပတ်လေးမိဘကမိဘတွေရဲ့အပေါ်မှာတာဝန်ကြည်ကြပါရဲ့လားလို့ဒကာကြီးတွေဒကာမကြီးတွေကိုပရိသတ်ရဲ့ရှင်အာနန္ဒကမမေးဘူးလားမိဘဘယ်နှမျိုးရ၄မျိုးရပြီနံပါတ်1ကတရဏဂုံ3ပါးမြဲကြပါရဲ့လားနံပါတ်2ကဘာဝတိလလုံကြပါရဲ့လားနံပါတ်3ကဘုဘုတရင်ဆောင်သုံးကြပါရဲ့လားနံပါတ်4ကမိဘတွေရဲ့အပေါ်မှာတာဝန်ကြည်ကြပါရဲ့လားမိဘဘယ်နှမျိုးနောက်တစ်ခါနံပါတ်5မိဘဓမ္မိကသမဏဗျမနိပတိဇက္ကထာဒကာကြီးတို့ဒကာမကြီးတို့ရံကောင်းရံမြတ်တရားပေါ်မှာတာဝန်ကြည်ကြပါရဲ့လားတဲ့ကိုယ်ွယ်စိတ်ကတဲ့ရံတည်းရဲ့အပေါ်မှာတာဝန်ကြည်ကြရဲ့လားလို့ဒီလိုလဲမေးတယ်တို့ဗမာပြည်မှာတန်ဃာတော်တွေများစွာမရှိဘူးလားရှိပါဘူးခမအရာဆိုလို့4သိန်းကျော်5သိန်းနီးပါးရှိတယ်ပေါ့အဲ့ဒီ4သိန်းကျော်သော5သိန်းသောတန်ဃာတွေဒီဘုရားရဲ့တရားဓမ္မစနစ်တွေပျောက်ပြတ်မသွားအောင်ပရိသတ်ရေတော့ခေတ်အဆက်ဆက်ထိန်းသိမ်းစောင့်ရှောက်လာခဲ့တယ်ဆိုတော့သိကြဘူးလားသိကြပါဘူးအဲ့ဒီရတန်ဃာတွေအပေါ်မှာဒကာကြီးတို့ဒကာမကြီးတာဝန်ကြည်ကြရဲ့လားလို့ဒီလိုပြောတာနော်အဲ့တော့တာဝန်ကြည်ဆိုတာကတော့အမြဲတမ်းဒီလိုကြီးဒီလိုမဟုတ်ပါဘူးနော်ကိုယ့်အိမ်မှာစံတပီချက်တပီလုံးလိုရမလို့ဆိုလို့ဘူးနော်အဲ့တော့ကိုယ့်အိမ်မှာမိသားစု9ယောက်ရှိလို့စံတို့စီဖို့3ခုချက်ရင်တော့ကြွလာတဲ့တန်ခါတစ်စုံလောက်တော့လောင်းကိုယ်ဆိုမရဘူးလားတန်ခါရဲ့ပုံမှာတာဝန်မကြည့်ဘူးလားနောက်တစ်ခါသင်္ကန်းလိုအပ်ရင်တော့ခဏခဏမလူနိုင်ရင်တော့ဝါဆိုခြင်းမှာဝါဆိုသင်္ကန်းလေးလူကိုယ်ဆိုမရဘူးလားတာဝန်ကောမကြည့်ဘူးလားတယောက်တည်းမလူနိုင်ရင်ဟိုအိမ်ဒီအိမ်စုကြမယ်ဟောဟုတ်ပြီနော်နောက်တစ်ခါပရိသတ်ကြီးကျောင်းဆောက်တဲ့ထဲလေးပဲကိုစွမ်းတဲ့လူကြဖို့မလိုဘူးလားလူရင်တောင်းမကြည့်ဘူးလားခုမနက်ကဝိသေဒနဲ့စကားပြောဖြစ်တယ်နော်သူလည်းပဲသူကဒီမှာအိရှင်လေးအိရှင်ဆိုတော့ယောဂီတဲ့ရှင်မရအစက80ကျော်ဆင်းပေးတာတဲ့နော်ပေးတဲ့ထက်ကပြတ်သွားတာပဲဝမ်းသာရမလို့ပဲတဲ့နော်တော့ယောဂီတွေများရင်နေရာထိုင်ခင်းကပြတ်တန်းခတ်တာဒါကြောင့်ဒီနေရာမှာသူကကျောင်းဆောင်ဖို့စိတ်ကူးရှိတဲ့ဆရာတော်ကကျောင်းဆောင်တော်ဘုရားကကြံပေးတယ်ဘုရားကကိုကျောင်းနေဆောင်နေတာနော်3နှစ်အတွင်းမှာအဆောင်ဖို့3လုံးပြီးတော့လေနော်3နှစ်အတွင်းမှာရသမျှဓမ္မဘုရားကိုယ်ပဲတော်မှာပေါ့နော်တစ်ထက်115ပြီ56ပြီသာသနာ့ဗိမာန်ကြီးဓမ္မသင်္ကသာသနာ့ဗိမာန်ကြီးပြီးသွားပြီနော်သိန်း3000ကျော်ပုံကြသွားအဲ့ဒါကဘုန်းဘုန်းရဲ့နေထိုင်တဲ့နိုင်ကကျောင်းဆောင်နော်56ပြီ42ပြီနော်သိန်းပေါင်း2100လောက်ကုန်သွားတယ်ဒါမနစ်ကတပေါင်းလာဇန်3ရက်နေဘုန်းဘုန်းရရသက်ချတယ်တပေါင်းလောက်ပြည့်နေတော့ဗိမာန်ကြီးရသက်ချတယ်အခုနေုံလားပြည့်နေက2ထက်ခွဲ85ပြီ40နော်အမျိုးသမီးယောဂီဆောင်အပေါ်မှာဆွမ်းသားကြောင်းပေါ့အဲ့ဒါကြီးအခုသိန်းပေါင်း9500ဆိုလောက်ကုန်သွားတော့တက္ကရာဘတ်တွေပြောတာဒီမလောက်ဘူးမလောက်တော့ဘုံဘုံကခုနကဇင်းချုပ်ကြီးတယ်စုစုပေါင်း680နော်900နီးပါးလောက်ဘုံကဆက်ရတယ်ပေါ့ဗျာနော်ရော့တော်လာကတရားစခန်းတွေဖွင့်တော်မယ်ကုသိုလ်ဝဲတွေလုပ်တော်မယ်ဆိုလို့ရှိရင်သောဘကပြောဆိုတော့အဝါဒတ္တပါယနေရာထိုင်ခင်းပြတ်တတ်ဖို့ကလည်းအရေးကြီးတယ်တော့အရေးကြီးတဲ့အတွက်တရားအားနဲ့ယူတော်မရတတ်တောင်းအားဖြင့်ယူတော်ရ၏တဲ့ကိုမတက်နိုင်ရင်လည်းအနေဆုံးတော့ကို့မှာပါဇက်ပါတယ်လေပြောဆိုပြီးစီယုံပြီးလူခံပေးပေါ့တကကြီးတွေဟုတ်လားကိုက1000တက်နဲ့1000လူလိုက်ပေါ့1000တက်နဲ့1000လူလိုက်ပေါ့တသိန်းတက်နဲ့ပုဂ္ဂိုလ်ကတသိန်းလူပေါ့350တက်နဲ့350လူပေါ့100တက်နဲ့300လူလိုက်ပေါ့တော့အဲ့လိုလူရဲ့ပရိသေတက်နေပြီနှစ်နှစ်တစ်ထက်နှစ်တက်အဆောင်ကြီးတွေစောင့်လိုက်ရဲ့နောင်ကြရဲ့ပရိသေယောဂီ100 200အေးလူဒီလိုထိုင်လို့ရမယ်တရားအလိုအထုတ်လို့ရမယ်ပေါ့ဟုတ်ပြီနော်အဲ့ဒါကဝိသေဒရဲ့အိမ်မက်လေးသူ့မှာရှိနေတယ်တော့ဆက်ဆက်ရတကကြီးတွေကမကြီးတွေကနော်အဲ့တော့တာဝန်ကြီးပြွန်စွာဖြင့်မိမိတို့တက်ဆုံးသမျှစောအုပ်ပြီးလူခံပေးတော့စောသမျှလှူပေးကြဖို့မလိုဘူးလားဒါကစကားဆက်လို့ကြမ်းကြမ်းပြောတာပါဒါဘုံကနိဗ္ဗာန်ဆိုလုပ်ပေးတာဟုတ်လားဘုံလည်းပဲဆိုရင်လှူမှာပေါ့ဗျာနော်လှူမှာပေါ့အဲ့တော့ပြောလို့တာကဘာလဲစောသင်္ကန်းကြောင်းစီပစ္စည်း၄ပါးဆိုတော့ရန်တော်ရဲ့လူအချက်လေးအဲ့ဒီလိုအချက်ဒီတော့ကိုကတက်ဆွမ်းသမျှဖြည့်စည်းရလားလို့ဒီလိုမေးတာဗျာသဘောပေါက်လားအဲ့ဒါကိုခြုံလိုက်တော့ရန်ကောင်းရန်မြတ်တည်းရဲ့အပေါ်မှာတာဝန်ကြည်ကြပါရဲ့လားတဲ့နံပါ
ပတ်5မေကွန်မပေးဘူးလားကဲပေါင်းလိုက်တော့တကကြီးတွေကမကြီးတွေပေးတယ်မေကွန်ကဘယ်နှမျိုးလဲ5မျိုးကဲပြန်ကောက်ရအောင်အဲ့တော့ဘုံဘုံကောင်းစဉ်လေးပေးထားတယ်4 1 5ပြောပါလေလေ4 1 5တွေဗျာနော်အဲ့တော့4 1 5မှာပရိသတ်ဘယ်နှမျိုးပြောခဲ့4မျိုးပရိသတ်ဘယ်နှမျိုးလဲနံပါတ်1ကဘိက္ခုပရိသတ်တဲ့ယဟန်ပရိသတ်နောက်နံပါတ်2ကဘိက္ခုနီပရိသတ်တဲ့ယမပရိသတ်နံပါတ်3ကတော့ဥပဒကပရိသတ်တရားတွေကိုပြောတာနံပါတ်4ကဥပတိကပရိသတ်တရားမတွေကိုပြောတာတရားဒဂမကတစုယန္တိကတစုယမကတစုပေါ့အဲ့တော့ယဟန်မတွေနဲ့ယဟန်တွေနဲ့ပတ်သက်ပြီးတော့အရှင်အာနန္ဒာမေးတဲ့မေခွန်းသည်ဘယ်နှမျိုးရှိအရှင်ဘုရားတို့ကျမ်းပါရေးကောင်းကြပါရဲ့လားနံပါတ်2ကအရှင်ဘုရားတို့မြတ်တတ်ပါရဲ့လားနံပါတ်3ကအရှင်ဘုရားတို့နှလုံးသွင်းကိုမှန်ကြပါရဲ့လားဘုရားနံပါတ်4ကအရှင်ဘုရားတို့ဆရာသမားတွေရဲ့အပေါ်မှာတာဝန်ကျေကြပါရဲ့လားဘုရားမေခွန်းဘယ်နှမျိုးမေးယဟန်တော်နဲ့ပတ်သက်ရင်မေခွန်းက4ခုတတကဘေကုဏီယမရိနဲ့ပတ်သက်ရင်အရှင်ကောင်းရှင်မတို့ဂရုဒံ7ပါးကျင့်ကြပါရဲ့လားလို့မေခွန်းတစ်ခုမမေးဘူးလားမေးပါရဲ့တတကတကမလို့ခေါ်တဲ့ဥပဒကဥပတိကပရိသတ်ကိုကြတော့မေခွန်းဘယ်နှမျိုးမေးတော့ရှိမျိုးတွေမမှတ်မိရင်နေပါစေတကကြီးတွေတကမရှိတဲ့ပတ်သက်တဲ့မေခွန်း5ခုမှတ်သားဖို့မလိုဘူးလားနံပါတ်1မေးလိုက်တဲ့တရဏဂုံ3ပါးမြဲကြပါရဲ့လားနံပါတ်2မေးလိုက်ပါပြီ5ပါးသီလလုံရပါရဲ့လားနံပါတ်3ကဥပုသ်တရင်စောင့်သုံးကြပါရဲ့လားတို့တို့ပဲပြောကြပါစို့ဥပုသ်စောင့်ရဲ့လားလို့လုပ်ပေးတာဟုတ်ပြီနော်နောက်တစ်ခါနံပါတ်4ကမိဘတွေရဲ့အပေါ်မှာတာဝန်ကြည်ကြပါရဲ့လားနံပါတ်5ကရဟန်းကောင်းရဟန်းမြတ်တွေရဲ့အပေါ်မှာတာဝန်ကြည်ကြပါရဲ့လားမိဘဘယ်နှမျိုး5မျိုးပြောကြည့်ရအောင်တရဏဂုံ3ပါးမြဲကြပါရဲ့လား5ပါးသီလလုံကြပါရဲ့လားဥပုသ်စောင့်ကြပါရဲ့လားမိဘတွေရဲ့အပေါ်မှာတာဝန်ကြည်ကြပါရဲ့လားရဟန်းကောင်းရဟန်းမြတ်တွေရဲ့အပေါ်မှာတာဝန်ကြည်ကြပါရဲ့လားကဲပြန်ပြောရအောင်တရဏဂုံ3ပါးမြဲကြပါရဲ့လား5ပါးသီလမိဘတွေရဲ့အပေါ်မှာတာဝန်ကြည်ကြပါရဲ့လားရဟန်းကောင်းရမြတ်တွေရဲ့အပေါ်မှာတာဝန်ကြည်ကြပါရဲ့လားကဲဒါဖြစ်ရင်ဒကာကြီးဒကာမကြီးတွေနဲ့တွေ့ပြီဆိုရှင်အနန္ဒာမေးတဲ့မေခွန်းဒီဘယ်နှမျိုးရှိ5မျိုးရှိတယ်ကဲပြန်တော့ရအောင်ရဟန်းတွေတွေ့ပြီဆိုလို့ရှိရင်လာရဘုန်းမြတ်ရဟန်းတွေကိုမေးတဲ့မေခွန်းဒီဘယ်နှမျိုးရှိ4မျိုးရှိတယ်အရှင်ဘုရားတို့ကျမ်းမာကြရဲ့လားအရှင်ဘုရားတို့မြတ်တရဲ့လားအရှင်ဘုရားတို့နှလုံးသွင်းပါရဲ့လားအရှင်ဘုရားတို့ဆရာသမားတွေရဲ့ဘုံမှာတာဝန်ကြည်ကြပါရဲ့လားလို့မေခွန်း4ခုမမေးဘူးလားမေးပါတယ်ဟောရဟန်းမတွေတွေ့ပြီဆိုလို့ရှင်မတို့ဂရုဒံ7ပါးကျင့်ကြပါရဲ့လားလို့မေခွန်းတစ်ခုမမေးဘူးလားမေးပါတယ်ဒကာမတွေတွေ့ပြီဆိုတော့တရဏသုံးကမြဲကြရဲ့လား5ပါးသီလလုံရဥပုကောစောင့်ကြရဲ့လားမိဘတွေရဲ့ပုံမှာတာဝန်ကြည်ရဲ့လားရဟန်းတွေရဲ့ပုံမှာကိုတာဝန်ကြည်ပါရဲ့လားလို့မေခွန်း5ခုမမေးဘူးလားမေးပါတယ်ကဲပေါင်းလိုက်တော့မေရဟန်းတွေမေးတာက4ရဟန်းမတွေမေးတာက1ဒီနဲ့တနဲ့ပေါင်း5ဟုတ်ပြီနော်အဲ့တော့ဒကာမတွေမေးတာက5ဆိုတော့မေခွန်းဘယ်နှမျိုးလို့မျိုးမေးတာပေါ့ဟုတ်ပြီနော်အဲ့ဒါကိုပေါင်းလိုက်တော့4 1 5တရားတော်တဲ့သဘောပေါက်လားမပေါက်လည်းမောပြီဗျာတော်ရအောင်နော်ကဲပြန်ပြီးတော့ကောက်တော့4 1 5တရားတော်တဲ့ဗျာနော်အဲ့တော့ဒကာမတွေနဲ့ပတ်သက်တဲ့5မျိုးကိုတော့မှတ်သားကြဖို့မလိုဘူးလားမှတ်သားတဲ့အခါမှာမေးခွန်းမေးလာပြီဆိုရင်ပရိသတ်ရဲ့အပြည့်မှန်အောင်ဖြည့်တတ်ဖို့မလိုဘူးလားလိုပါတယ်တရတော်မြဲပါရဲ့လားလို့မမြဲဘဲနဲ့မြဲတယ်လို့ဖြည့်လို့ရမှာမလားမရပါဘူးမြဲတယ်လို့ဖြည့်နိုင်အောင်ကြိုးစားကြဖို့မလိုဘူးလားလိုပါတယ်ငါးပါးသီလလုံကြပါရဲ့လားလို့မေးနိုင်ရင်မလုံဘဲနဲ့လုံတယ်လို့ပြောလို့ရမှာမလားမရပါဘူးမေးခွန်းလေးတွေမေးနိုင်ရင်ရဲရဲဝံ့ဝံ့တပြီးတော့လုံကြုံပါတယ်ဗျာလို့ဖြည့်တတ်အောင်ဖြည့်နိုင်အောင်ကြိုးစားကြဖို့မလိုဘူးလားဥပုသ်တရေဆောင်သုံးကြပါရဲ့လားလို့မေးလိုက်ဥပုသ်မဆောင်ဘဲနဲ့ဟောပရိသတ်ရေနော်ဥပုသ်ဆောင်ပါတယ်ဘာရလို့လိန်ပြောလို့ရပါမလားအဖြေကောင်းလေးတွေပေးတတ်အောင်ကြိုးစားဖို့မလိုဘူးလားကိုယ်တိုင်ကဥပုသ်ဆောင်မှာမမဗျာတပြီးတော့နော်
တလတ်မှာ၄ခုကိုမပြတ်မကွယ်စောင့်စင်းကြောင်းမှာဘုရားလို့ပြန်လဲရှောင်ထားနိုင်အောင်ကြိုးစားဖို့မလိုဘူးလားလိုပါတယ်ဒါတော့ကိုယ်မှာမိဘတွေရှိတယ်မိဘတွေရဲ့ပုံမှာတာဝန်ကြီးပါရဲ့လားလို့မေးရင်တာဝန်မကြီးပဲနဲ့တာဝန်ကြီးတယ်လို့ပြောရင်လူကြီးတရားဖြစ်မယ်ပေါ့ဒါကြောင့်အဖြေကောင်းလေးပေးနိုင်အောင်မိဘတွေရဲ့ပုံမှာတာဝန်ကြီးဖို့မလိုဘူးလားနောက်တစ်ခါရန်ကောင်းရမ်းမြတ်တွေရဲ့အပေါ်မှာအပြစ်တင်တာတွေကိရိယာတွေနော်ဒီလိုစကားတွေမဆိုဘဲနဲ့သွတ်တင်ကကြောင့်ဒီပစ္စည်းလေးပဲတက်ဆွမ်းသမျှလူကြပါရဲ့လားတာဝန်ကြီးကြရဲ့လားလို့မေးရင်လည်းပဲတာဝန်ကြီးပါတယ်ဗျာလို့ရှောင်ထားနိုင်အောင်ကြိုးစားဖို့မလိုဘူးလားတာဝန်သိဖို့ကမလိုဘူးလားဒါကြောင့်ဒီမိကွန်း၅ခုဖြေကောင်းလေးတွေပြနေအောင်ကြိုးစားကြပါလို့တိုက်တွန်းရင်းနဲ့ဒုတိယညဟောတယ်၄၁၅တရားဒီမှာပဲညီကုန်းကဆုံးသတ်ပါပြီအလုံးလက်အုပ်ချီးပြီးတော့အာယောယူထားကြပါဓမ္မရမဏပုံညေနာအင်ညေနာကုတလေနာဟောတံပတိလောကိယံလတ္တာဘဝေထခေမဂာမိနောဝန္တောတရားအာယောနာမထုံးကြတဲ့ဝေယုံတောင်းသောဥဒယနာပရိသတ်ပေါင်းတော်ကောင်းတို့ဟောတော်မေကုသရအရှင်ဝါနှင့်လိမ္မာဆုံးပြည့်သဖြင့်ကိုရှိ၍တရားကိုတော်တေတို့သည်ဓမ္မရမဏပုံကြီးနာသုတ်တံရဲ့ကိုပရမတ္တိကြီးကအဘိဓမ္မာအာယုန်နဲ့တရားပေါင်းဖြိုးထူးမြတ်တဲ့ပြန်လာရတဲ့ကုသိုလ်မျိုးကြောင့်၎င်းအင်္ဂေနာလူရဏသီလဆောင်ရှောက်အာကိုလောက်တဲ့မြာမြောက်ထင်ရှားကုသိုလ်တရားကြောင့်၎င်းလောကီယံချမ်းသာတဲ့နိဗ္ဗာန်ဘုံသို့ဘဝင်သိပြီဘောတွင်ချီ၍လောကီခရယဝနဲ့ဆိုင်သောတာပတိလူဖြစ်နေလည်းပဲမညွညင်နှက်ဖြစ်နေလည်းပဲမညွညင်စိတ်ရွှင်ရွှင်ကိုရွှင်ရွှင်လွန်ရှိတိုင်းပြည့်စုံတဲ့ချမ်းသာကိုမျိုးမျိုးကိုလက်တံစီစိတ်အားသက်စတဲ့စိတ်၍လွယ်တဲ့တကူလိုရာချူလက်ရယူခံစားချက်ကုန်ပြီသည်ရှိသောဟောတော်ပေသိမ္မာဉာဏ်လေးဝသဖြင့်အတော်အပြည့်အယောင်ဟတ္တမှုအမောင်တဲ့ယမောလည်းရဲ့အမြင့်ဆုံးလို့ခေါ်ဆိုရတဲ့သင်္တရားနာပရိသတ်ပေါင်းတော်ကောင်းတို့သည်ခေမဂာမိနောနင်လာဟဲ့ဝဘောထွမြောက်အောင်အလွတ်ခုံမယ်လို့ကရော့မြောက်မောယွန်လည်းအစောစောနဲ့ကံပြီလေအတော်ရံတွေကလည်းပဲမပွေလားအပရံတွေကလည်းပဲမပွေလားခေမာခိမာလို့ခေါ်တဲ့ဒီအမတန်နန်းကြောကြောတို့လှမ်းပေါ်လို့မြတ်အတော်ကုမြောက်နိုင်ကြကုန်သည်ဘဝေထာဘဝေယထာသာသနာဟိမြတ်တစိတ်ခတ်ပြီးသိတ္တရသခင်ဘုရားတို့